နေ့သာသနာတော်နှစ်2550ပြည့်နှစ်လူတော်ဟာကောဇာတက္ကရာ1368ခုနှစ်နရောလပြည့်ကျော်2ရက်နေ့ညရန်ကုန်မြို့သင်္ကန်းကျောင်းမြို့နယ်သာမြောက်ရပ်ကွက်စောတိကအေယာမိသားစု၏ဝါတွင်ဆွမ်းအလူအောင်ပွဲဒုတိယအကြိမ်ဓမ္မသဘင်ဒုတိယညဝယ်ဟောကြားအပ်သောခောရကနိကေဓမ္မဝရပါဠိထကရာဖွင့်တို့၌သာရှိသောသုလသုပ္ပတ္တာဝတ္ထုကိုသံသာဆင်ဟောကြားအပ်သောအာဇာနည်နှလုံးသားပိုင်ရှင်အမိရသောတရားတော်သိတဲ့ပါတရားနဲ့အာဇာနည်နှလုံးသားပိုင်ရှင်ဟုတ်လားဦးဇင်းတော်ကလည်းရိုးရိုးဓမ္မသဘင်ဆိုရင်တော့ဟောခြင်းတဲ့တရားဟောလိုက်တော့သိပြောစရာမရှိဘူးဆောင်းဝဲလို့အလှနဲ့ပတ်သက်တဲ့ပွဲလို့သံဃာနဲ့ပတ်သက်တဲ့ပွဲတွေကြကြတော့လေလိုက်ပတ်တဲ့တရားကိုယူရတာတော်တော်လေးစဉ်းစားရတယ်ဟုတ်လားဒီနေ့လုံးဘာဟောပြီးကောင်းမလဲအသစ်အသစ်တွေရှားအသစ်အသစ်တွေကိုယ်တိုင်တော့မကြိုက်သေးတော့ကဲမထူးပါဘူးသံဃာခုံကြီးနဲ့ပေါင်းအာဇာနည်နှလုံးသားပိုင်ရှင်ပဲဟောမယ်ဆုံးပြလိုက်ဟုတ်လားဒါကြောင့်အာဇာနည်နှလုံးသားပိုင်ရှင်အမိပေးတဲ့ဒီတရားကိုဟောကြားမိနာကြားမိပါတရားတော်ရဲ့ပိုင်ရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားနဲ့တရားဂုဏ်တော်သံဃာဂုဏ်တော်များကိုအာယုံပြုပြီးတော့ကြည်ညိုပူဇော်ကြရအောင်အလုံးခေတ္တခဏငြိမ်သက်စွာနေထိုင်ပြောဆိုပြီးတော့လုံးလေးတွေချီရတော်လေးတွေချရုပ်ဘပူဇော်တဲ့မြတ်စွာဘုရားဂုဏ်တော်နဲ့တရားဂုဏ်သံဃာဂုဏ်များကိုအာယုံပြုပြီးတော့အတူတူပဲပူဇော်ကြရအောင်ဘုရားလောကေသမုပ္ပါနောဟိတယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပါနောဒုက္ခယသဗ္ဗပါဏိနံသံဃောလောကေသမုပ္ပါနောပုညခေတ္တအနုတ္တရံဣတိနာသစ္စာဝစေနာဒုက္ခိတာဟောတုသာတောဟောတော်အရဟတသုသေယဘုခိုင်ဒု၌မမြင်ဂေါရမဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်သဗ္ဗပါဏိနံခသိများစွာတတ္တဝါတို့၏ဟိတာယလောကီလောကုတ္တရာနှပြသောအစီအပွားအလို့ငါလောကီလူပြေနယလောကရအတွင်၌သမုပ္ပါနောကောင်းစွာမသွေပွင့်ထွန်းပေါ်ပေါက်တော်မူလာပါ၏ဓမ္မောမလိတံဖိုလိတံနိဗ္ဗာန်ပရိယဟုစွာသောအမြတ်တော်သာဆေပါသောတရားတော်မြတ်ကြီးသည်သဗ္ဗပါဏိနံခသိများစွာတတ္တဝါတို့၏ဒုက္ခယကိုချမ်းသာဖို့ယံစိတ်ချမ်းသာဖို့ယံကိုယ်စိတ်နှပါချမ်းသာဖို့ယံအလိုငါလောကေလူပြေနယလောကရအတွင်၌သမုပ္ပါနောကောင်းစွာမသွေပွင့်ထွန်းပေါ်ပေါက်တော်မူလာပါ၏သံဃောမဂ္ဂရံလေးရောက်ဖလရံလေးရောက်စွာသောရှေးရောက်သောအရိယာသံဃာတော်မြတ်နှင့်တကွယခုလည်းရှိထင်ပေါ်သံဃာတော်ရှင်မြတ်အပေါင်းတို့သည်သဗ္ဗပါဏိနံခသိများစွာတတ္တဝါတို့၏အနုတ္တရံအတုမရှိမြတ်လားစွာသောဘုံညခေတံကောင်းမှုမျိုးတို့စိုက်ပျိုးကျေချရာလေယာမြေကောင်းကြီးသဖွယ်လောကေလူပြေနယလော
လောကရအတွင်း၌သမုပ္ပန္နောကောင်းစွာမသွေပွင့်ထွန်းပေါ်ပေါက်တော်မူလာပါ၏ဣတိနာသစ္စာဝဇေနဣသောနုဿံဖော်ထုတ်ပြန်၍ဟုတ်မှစွာပြောဆိုရသောပဏာမသစ္စာစကားကြောင့်သာတောတရားရှိခင်စိတ်ကောင်းဝိညာဉ်ကုန်သောသင်္သူတော်စဉ်တရားနာပရိသတ်ပေါင်းတို့သည်ဒုက္ခိတာအန္တရေပြောက်ပြက်စီဝါတက်လျက်စိတ်ဆက်ရွှင်လန်းဝမ်းပန္တသာချမ်းသာခြင်းရှိကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဒုက္ခသာကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းကိုယ်စိတ်နှပါတို့၏ဆင်းရဲခြင်းဆွဲသောဆင်းရဲခြင်းအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေဗယသာအတ္တနုဝါဒဘိပရာနုဝါဒဘိတန္တာဘိဒုက္ခတိဘိအစာရှိကုန်သောမကောင်းသောဘေးအပေါင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းနေသောကသာမညိုမမိန်တကုရှိန်၍ဆိုရိမနောကြောင့်ကြပူဆွေးငိုကြွေးခြင်းတို့မှလည်းကင်းဝေးကြကုန်သည်ဟွန်တုဖြစ်ကြပါစေကုန်သတည်းဟွန်တုယခုစွာသောသစ္စာစကားနှင့်ဘုလိုအပ်သောမေတ္တာတရှိန်ဝါတို့ကြောင့်အချိန်မကြာကိုယ်စီကိုယ်ငါဖြစ်တော်မူနိုင်ကြပါစေကုန်သတည်းကဲပြိတ္တချမ်းသာသလိုထိုင်ပြီးတော့လာပါဘာတရားလဲအာသာနိနှလုံးသားပိုင်ရှင်နော်ဒုရေသံတော်မဂသင်္တိဟိမဝန္တောဝပပတောအာသန္တိထာနာတိသံတိရတ္တိခိတ္တာယထာတရာဒုရေသံတော်မဂသင်္တိဟိမဝန္တောဝပပတောအာသန္တိထာနာတိသံတိရတ္တိခိတ္တာယထာတရာဟိမောနောဘဝတောဟိမောတာတောင်းမင်းကြီးသည်ဒုရေဝေသောယ၌ထိတာပိတိရှိပင်တည်ရှိညတော်လည်းပင်ဘဂသေတိဝါထင်ရှားပိတကဲ့သို့ဧဝမေဝဧဝံတထာဗမထာယုထောအတုသာလျင်တန်တော်တန်တလို့ခေါ်ဆိုတတ်တဲ့သူတော်ကောင်းသူမြတ်လောင်းတို့သည်ဒုရေမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့်ဝါမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤသာသနာထွန်းကားရာအယက်ဒေသနှင့်အလွန်ဝေးတဲ့နေရာမှာထိတာပြီးနေထိုင်ပင်နေထိုင်ကြတော်လည်းပဲဘဂသင်သည်သူတို့ရဲ့နှလုံးသားထဲမှာတရားတကယ်သိတဲ့အတွက်ကြောင့်အမှန်တကယ်ပင်ဘုရားရှိကြလေကုန်၏ရတ္တိညိအခန္ဓာခိတ္တာပြည့်အကုန်သောပရမများတို့သည်နာတေသနိဧဝဘေယမစုဝင်သွားတယ်ဆိုတာကိုမသိနိုင်ပြီတကယ်တော့ဧဝမေဝဧဝံတထမမထာယုတို့အတုသာလျင်အသံတော်အသံတန်လို့ခေါ်တဲ့သူတော်မဟုတ်သူယုတ်ကြတဲ့သူယုတ်ဖြစ်ကြတဲ့ပုဂ္ဂိုလ်တို့သည်
ဧတံမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤသာသနာထွန်းကားတဲ့ဤနေရာ၌နေထိုင်ပင်နေထိုင်ညတော်လည်းပဲနသိတံတိသူတို့ရဲ့နှလုံးသားထဲမှာတရားတကယ်မသိတဲ့အတွက်ကြောင့်အမှန်တကယ်ပင်ဘုရားမရှိကြလေကုန်တော့တည်းဒုရေသံတော်ဘဂသင်တိခိမောတောဝပပတောအဲ့ဒါပါဠိတွေယူလို့ရှိရင်ကြောက်သလားမကြောက်ပါနဲ့ဟုတ်လားဘလောက်ပဲမြန်မာစကားပြေတွေကောင်းတယ်ပြောပြောဦးဇင်းတို့ဘုန်းကြီးတွေဟောနေတဲ့တရားမှန်သမျှဟာမြတ်စွာဘုရားရဲ့ပါဠိဒေသနာကလာတဲ့တရားတွေကြီးပဲဟုတ်လားဒီတော့ဦးဇင်းတို့ကပါဠိကိုရွတ်တယ်သို့တော်လည်းဦးဇင်းတို့ရွတ်လိုက်တဲ့ပါဠိကိုမရှင်းမလင်းနဲ့မထားခဲ့ပါဘူးဟုတ်လားဟောဒီမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရှင်တို့တော်ထွက်လိုက်တဲ့ပါဠိလေးတစ်ပိုက်ကိုမြန်မာပြန်လို့ကြည့်မယ်ဆိုရင်သေတံဟိမောတာတောင်မင်းကြီးဆိုရင်တို့ပြိဿကြားဘူးသလားမကြားဘူးလားလို့မေးရင်ကြားဘူးတယ်ဟိမောတာတောင်မင်းကြီးဆိုရင်မကြားဘူးလားဘယ်မှာရှိတယ်ဟိမောတာတောင်ဘယ်မှာရှိတယ်ဟမ်မေးပြန်ပြီစမစားသေးဘူးမေးပြန်ပြီပြိဿရဲ့ဟိမောတာတောင်ဆိုတာဒုပရိသစဖတ်နဲတယ်ထင်တယ်ဟုတ်လားအိန္ဒိယနိုင်ငံကနေပြီးတော့ထွက်သွားလိုက်တာဟိုဘက်ကနီပေါနိုင်ငံကိုဖြတ်ဝင်ပြီးတော့ဟိမလယဆိုတာဒီကနေ့နီပေါနိုင်ငံကကမ္ဘာအရပ်ကတိုးရစ်တင်တွေကိုအကုန်လုံးခေါ်ပြီးတော့လှုပ်ရှားနေတာအဲဟိမလယနဲ့လှုပ်ရှားနေတာဟုတ်လားဟိမလယဆိုတာဟိမောတာတောင်ကိုပြောတာဟုတ်လားဦးဇင်းတို့ဟိမောတာတောင်အဲ့မှာခတ္တမန္တုဘက်ကနေပြီးတော့သွားရင်ဒီကနေ့သွားတဲ့ဆိုရင် high ski နဲ့သွားပြီးတော့ကြည့်ရတယ်ဟိမောတာတောင်ရဲ့အလှကိုကြည့်ရမယ်ဆိုရင်လေအဲ့မှာ high ski နဲ့ပို့ကြိုလုပ်ပြီးတာရှိတယ်ဘယ်ကလုပ်လဲဆို agent တွေကနေလုပ်တာဟုတ်လားဘယ်မှာရှိလဲပြိဿအိန္ဒိယနဲ့နီပေါအိန္ဒိယထဲမှာလည်းဟိမလယပါတယ်သို့တော့နီပေါမှာကျတော့ပို့ပြီးတော့လှသွားတယ်အိန္ဒိယကဟိမလယနဲ့လှုပ်ရှားလို့မရဘူးသူကဗုဒ္ဓဂယာနဲ့လှုပ်ရှားတာဒီဘောကဟိမလယနဲ့လှုပ်ရှားတာဟုတ်လားဒါကြောင့်ဟောဒီမှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်မိန့်ကြားတော်မူလိုက်တဲ့ဟိမောတာတောင်ကြီးအမြင့်ယူဇနာ900အရှိယူဇနာ3000ပြိဿရေတောင်ဆွဲတောင်နှံပေါင်း8400နဲ့အလွန်ကိုကျက်သေးရှိတဲ့အခါဒီကနေ့တိုင်အောင်ကဘာရဲ့နိုင်ငံအသီးသီးကနေပြီးတော့ဟိမောတာတောင်ကြီးစိတ်ဝင်စားလို့နေလိုက်ကြတာပရိသတ်ဟိမောတာတောင်မင်းကြီးဆိုရင်မရောက်ဘူးပဲမရောက်ဘူးညတော်လည်းပဲတော်တော်လေးစာဖတ်ဘူးတဲ့ပုဂ္ဂိုလ်ဆိုရင်အကုန်လုံးသိလို့မနေကြဘူးလားစာဖတ်ဘူးတဲ့ပုဂ္ဂိုလ်လို့ပြောမှရမှာဟုတ်လားဟုတ်လားပြီးတော့ပရိသတ်ဟိမောတာဆိုရင်တော်တော်များများနားထဲမှာမကြဘူးလားဒါကြောင့်ဟိမောတာတောင်မင်းကြီးသည်ဟောဒီမြန်မာနိုင်ငံနဲ့ဝေးတဲ့ဟိုနီပေါနိုင်ငံမှာရှိပင်ရှိ냐တော်လည်းပဲဟိမောတာတောင်ကြီးရဲ့အကြောင်းကိုစာပေတွေမှာရေးဖွဲ့ထားတဲ့ဒီသချင်းတွေမှာဆိုထားကြတဲ့ရုပ်ရှင်စကားမြောင်များစွာမှာပြသထားတဲ့အတွက်ကြောင့်ပရိသတ်ရေမရောက်ဘူးပဲမရောက်ဘူး냐တော်လည်းပဲနိုင်ငံတကာအသီးသီးကလူသားတို့ရဲ့အသိမှာယဉ်နီးလို့ကျွမ်းဝင်နေတယ်ဟုတ်တယ်မို့လားဒါကြောင့်ဟိမောတာတောင်မင်းကြီးသည်ဘလောက်ပင်ဝေးတဲ့နေရာမှာနေပေမဲ့ဟိမောတာတောင်ကြီးရဲ့ကောင်းတဲ့ဂုဏ်သတင်းတွေကြောင့်လူတွေရဲ့အသိအုံနောက်ထဲမှာထင်နေရှားရှားနဲ့ရှိနေသလိုပါပဲတဲ့အဲ့ဒါဥပမာပေးတာဟုတ်လားမြတ်စွာဘုရားရဲ့သာသနာမှာလူလာဖြစ်ကြတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားဟောကြားတဲ့တရားဒေသနာတော်မြတ်တွေကိုနှလုံးသားထဲတိုင်အောင်သိထားကြတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့ဝေးတဲ့နေရာဓမ္မမွေမြတ်စွာဘုရားရှင်ရဲ့သာသနာတော်မြတ်ကြီးထွန်းကားတဲ့နေရာနဲ့ဝေးတဲ့နေရာမှာနေထိုင်ပေနေထိုင်냐တော်လည်းပဲသူတို့ရဲ့နှလုံးသားမှာဖရာရဲ့ဂုဏ်တွေကောင်းတဲ့အကြောင်းတွေတရားရဲ့ဂုဏ်တွေကောင်းတဲ့အကြောင်းတွေ
သံဃာရဲ့ဂုဏ်တွေကောင်းတဲ့အကြောင်းတွေရှိထားတဲ့အတွက်ကြောင့်ပရိသတ်ရေဖရာဆိုတာတရားဆိုတာသံဃာဆိုတာအမြဲတမ်းထင်ရှားလို့ရှိနေတယ်ဟုတ်လားဒီတော့ပရိသတ်ဥပမာပေါ့ဗျာဒါကျတော့မြန်မာနိုင်ငံနဲ့ပြောင်းပြောလိုက်မယ်ဆိုကြဒီပရိသတ်အကုန်လုံးမန္တလေးတောင်ရောက်ဘူးတဲ့လူပါရဲ့လားမရောက်ဘူးတဲ့လူတွေရောမပါဘူးလားစကိုင်းတောင်တို့ပုပ္ပတောင်တို့လည်းဒီလိုပဲရောက်ဘူးတဲ့လူတွေပါသလိုမရောက်ဘူးတဲ့လူတွေမပါဘူးလားမရောက်ဘူးပဲပရိသတ်သိမနေဘူးလားသိနေတာပဲမြတ်နန္ဒတပုတ်နဲ့ကိုချက်ချကုန်လေထွက်နေအောင်သိနေတာဟုတ်လားအဲ့တော့ပရိသတ်စကိုင်းတောင်မန္တလေးတောင်ပုပ္ပတောင်ကြီးတွေမရောက်ဘူးပဲမရောက်ဘူးညာတော့လည်းပဲပရိသတ်ရေဟောဒီတောင်ကြီးတွေရဲ့အကြောင်းကိုသိသခြင်းမြောင်များစွာမှကြားနေရတယ်ဟောဒီတောင်ကြီးတွေရဲ့အကြောင်းကိုဝတ္ထုစာအုပ်များစွာမှဖတ်လို့နေရတယ်ဟောဒီတောင်ကြီးတွေကိုရုပ်ရှင်ဇာတ်ဗီဒီယိုဇာတ်မျိုးစုံမှကြည့်လို့နေရတဲ့အခါပရိသတ်ရေမင်းကုန်းတောင်စကိုင်းတောင်မန္တလေးတောင်ပုပ္ပတောင်ကြီးတွေဘလောက်ဝေးတော်လဲထိုပရိသတ်ရဲ့အတိထဲမှာတော့ထင်ရှားမနေဘူးလားထင်ရှားနေတယ်ဘာကြောင့်ထင်ရှားတာလဲဆိုရင်ဒီတောင်ကြီးရဲ့ကောင်းတဲ့ဂုဏ်သတင်းတွေကိုထိုပရိသတ်စိတ်ဝင်တစားသိထားလို့ဟုတ်တယ်မို့လားဟောဒီတောင်ကြီးတွေရဲ့ကောင်းတဲ့ဂုဏ်သတင်းတွေကိုစိတ်ဝင်တစားသိထားတဲ့အတွက်ကြောင့်အလွန်ဝေးတဲ့ဟောဒီရန်ကုန်မြို့မှာနေပင်နေရတော့လည်းပဲစကိုင်းဆိုရင်လည်းပဲစကိုင်းတောင်ရင်းနေလို့နေတယ်မန္တလေးတောင်လည်းသိနေတယ်ပုပ္ပတောင်ကြီးလည်းသိနေတယ်ပရိသတ်အဲ့ဒီဥပမာအတိုင်းပါပဲမြတ်စွာဘုရားရဲ့သာသနာမှာလူလာဖြစ်ကြတဲ့ပုဂ္ဂိုလ်တိုင်းသည်တကယ်သာတရားတော်ကိုနှလုံးသားထဲမှာသိအောင်လိုက်လာထားတယ်လိုက်စားထားတယ်ကျင့်ကြံထားတယ်ဆိုရင်ဘုရားနဲ့ဝေးတဲ့နေရာဘုရားရဲ့သာသနာတော်မြတ်ကြီးနဲ့ဝေးတဲ့နေရာဘလောက်ပင်နေပင်နေ냐တော်လဲပဲဘုရားတရားသံဃာဆိုတာပရိသတ်ရဲ့နှလုံးသားမှာအမြဲနီးနေပါတယ်ရှင်းပြီလားဘာကြောင့်နီးတာလဲဆိုရင်ဘုရားရဲ့ဂုဏ်တွေသိထားတယ်တရားရဲ့ဂုဏ်တွေသိထားတယ်သံဃာရဲ့ဂုဏ်တွေသိထားတယ်သိမထားဘူးလားရတ္တိညေအခါနခိတ္တပြည့်ကုန်သောတရမြတ်တို့သည်နာတိတန်တိဣဝဘေနေယမှာစုဝင်သွားတယ်ဆိုတာကိုမသိလိုက်သလိုပါပဲတဲ့အခုမှောင်ကြီးထဲမှာခင်ဗျားတို့နမဘက်ကိုထွက်ပြီးတော့မြားတစ်စင်းတော့ပြည့်ကြည့်ပါလားအဲ့ဒီမြားဘယ်နေရာစိုက်သွားတယ်ဆိုတာမြင်ရပါမလားအေးအဲ့ဒါလည်းဥပမာပဲညအခါမောင်မိုင်ထဲမှာမြားတစ်စင်းပြည့်လိုက်ရင်ဘယ်မှာစုဝင်သွားတယ်ဆိုတာမသိလိုက်ရသလိုပါပဲအေးအတန်တော်သူတော်မဟုတ်ကြတဲ့ဗုဒ္ဓဘာသာဝင်ဖြစ်ပင်ဖြစ်냐တော်လဲဖရာကုံတရားကုံသံဃာကုံကိုတကယ်ယုံကြည်စွာနဲ့ကြည်ညိုကိုယ်ပဲတဲ့ပုဂ္ဂိုလ်မဟုတ်ခဲ့ဘူးဆိုရင်ပရိသတ်ရေမြတ်စွာဘုရားရဲ့ကျောင်းတော်အောက်မှာရောက်ပင်ရောက်냐တော်လဲမြတ်စွာဘုရားရဲ့သာသနာထွန်းကားတဲ့ဟောဒီနေရာမှာလူဖြစ်ပင်ဖြစ်냐တော်လဲပဲတရားမသိခုံမသိတဲ့အတွက်ကြောင့်သူနှလုံးသားမှာဖရာဆိုတာလည်းမရှိပြောင်းနေတတ်တယ်တရားဆိုတာလည်းပြောင်းနေတတ်တယ်သံဃာဆိုတာလည်းကွယ်နေတတ်တယ်ပြိဿမရှိဘူးလားအလုံးနီးတဲ့နေရာမှာနေပေမဲ့ဖရာတရားသံဃာယရဏမြတ်သုံးပါးနှလုံးသားမှာမရှိတဲ့ပုဂ္ဂိုလ်မြောက်များစွာထိုပြိဿတွေ့မနေဘူးလားဒီတော့ပြောလို့တာကဘုရားတည်တယ်တရားတည်တယ်သံဃာတည်တယ်ဆိုတဲ့နေရာမှာပြိဿရေနိဒာဝိဒာတိပဌာနာမဟုတ်ပါဘူးလေတကယ်တမ်းကျတော့ဂုံကိုသိတန်ဖိုးကိုသိတဲ့ပုဂ္ဂိုလ်တွေအတွက်နီးတဲ့နေရာမှာနေနေဝေးတဲ့နေရာမှာနေနေဘုရားဆိုတာလည်းနှလုံးသားမှာအချိန်တိုင်းရှိတယ်တရားဆိုတာလည်းနှလုံးသားမှာအချိန်တိုင်းရှိတယ်သံဃာဆိုတာလည်းနှလုံးသားမှာအချိန်တိုင်းဖူးတွေ့နေရတယ်နိဒာဝေဒာတိပဌာနာဟုတ်ရလားဟုတ်ဘူးနော်ဂုံကိုသိပြီးတော့ဂုံကိုတန်ဖိုးထားတတ်မှသာလျင်ဘုရားတရားသံဃာဆိုတာကနှလုံးသားမှာရှိတာဂုံကိုမသိဘူးတန်ဖိုးမထားတတ်ဘူးဆိုလို့ရှိရင်ပြိဿရေဘုန်းကြီးเจ้าနဲ့ဟိုဘက်နဲ့ဒီဘက်နဲ့နေနေပေမဲ့ကုသိုလ်မရဘဲနဲ့ငရဲကြီးနေရတဲ့အဖြစ်တွေအများကြီးမရှိဘူးလားရှိတယ်ဒါကြောင့်အာလုံးသောဒုဒကဓမ္မပေါင်းသူတော်ကောင်းတွေဟ
ဟောဒီမြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးအတွင်းမှာလူလာဖြစ်ကြတဲ့အချိန်လေးမှာနှလုံးသားထဲမှာဘုရားတရားသာဂယနာမြတ်သုံးပါအမြဲတမ်းတည်နေဖို့ဆိုရင်ကိုယ့်ရဲ့ဘုရားကိုယ့်ရဲ့တရားကိုယ့်ရဲ့သံဃာဟောဒီယရဏသုံးပါးရဲ့ဂုဏ်လေးကျေးဇူးတွေကိုတန်ဖိုးသိအောင်နားလည်အောင်နဲ့လေ့လာထားဖို့လိုပါတယ်မလိုအပ်ဘူးလားလိုအပ်တယ်ဂုံကိုသိမှပြိတ္တရဲ့ဒီဂုံကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်ကအမြဲမပြတ်နှလုံးသားမှာရှိမှာပေါ့ဟုတ်လားအဝေးကြီးမကြည့်ပါနဲ့ဟောဒီမြန်မာနိုင်ငံမှာလူမျိုးပေါင်းစုံရှိကြသလိုပဲဘာသာမျိုးစုံလည်းရှိနေကြပါတယ်ဗုဒ္ဓဘာသာဝင်သူတော်စင်တွေကရွှေဒဂုံဘုရားတော်ရွှေဒဂုံဘုရားကြီးကိုရှင်တော်မြတ်ဘုရားလေးစုရတတ်တော်တွေထပ်ပနာထားတယ်ဆိုပြီးတော့အာရပါရနဲ့ပူဇော်နေကြပေမဲ့ဂုံကိုမသိတန်ဖိုးမထားတတ်တဲ့ဘာသာကြားတွေကြတော့ပြိဿရဲ့ဖယားဆိုရင်ကုသိုလ်မရငရဲကြီးမှကြောက်လို့တော့မလာဘဲနဲ့မနေဘူးလားနီးတာဝေးတာပဒါနဟောရလားနီးတော်လဲပြိဿရဲ့ဂုံကိုမသိတန်ဖိုးမထားတတ်ရင်ဝေးနေတာပဲဟုတ်လားဂုံကိုမသိတဲ့ပုဂ္ဂိုလ်တွေတန်ဖိုးမထားတတ်တဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့တဲ့အခါကျတော့ဖယားရှင်ရဲ့ခြေတော်ရင်မှာဝဆင်းပြီးတော့နေခွင့်ရနေတာပရိသတ်ငါတို့ဟောဒီအခွင့်အရေးလေးရတော့ကုသိုလ်ရအောင်နေလိုက်မယ်လို့များနေတတ်ရင်သူတို့လည်းအကျိုးများမယ်ပရိသတ်တန်ဖိုးမတတ်တဲ့ပုဂ္ဂိုလ်တွေဆိုတော့လွယ်လွယ်လေးနဲ့ပြင်မလို့နေတတ်ပါတယ်ဒါကြောင့်နိဒာဝေဒာသည်ပဌာနာဟောရတာမဟုတ်ဘူးဟုတ်လားဒါကြောင့်အလုံးသောဒုက္ခဓမ္မပေါင်းသူတော်ကောင်းတွေလည်းပဲဒီကနေ့ဘုရားတရားသံဃာယရဏမြတ်သုံးပါးရဲ့ဂုဏ်ကျေးဇူးကိုတန်ဖိုးထားပြီးတော့ယုံကြည်စွာကိုးကွယ်နေကြတဲ့ဗုဒ္ဓဘာသာဝင်တွေဖြစ်ပါတယ်။ငါသည်ငါနှလုံးသားထဲမှာဘုရားတကယ်တည်နေပြီလားတရားတကယ်တည်နေပြီလားသံဃာတကယ်တည်နေပြီလားဆိုတာကိုဆင်ခြင်လို့သုံးသပ်ကြည်စမ်းပါဟုတ်လားတခါတခါကျတော့ဘုရားနဲ့နီးပြီးတော့ဝေးနေတဲ့ပုဂ္ဂိုလ်တွေအများကြီးများလားမများဘူးလားတော်တော်လေးအံ့ဩတဲ့အကြောင်းတစ်ခုပြောမယ်ကျက်ဆံဘုရားဆိုတာဘယ်မှာရှိလဲခင်ဗျားတို့နဲ့နီးလာဝေးလာဒီနေ့ဘယ်နှခေါက်ရောက်ကျက်ဆံဘုရားကြီးကိုခင်ဗျားတို့လည်းတစ်နေ့တစ်ခေါက်မရောက်သလိုကြုံလည်းပဲတစ်နှစ်နှစ်ခေါက်တော့မနေရအောင်လာရပါတယ်ကျက်ဆံဘုရားဆိုတော့ဟာလို့ငါကြုံမှုနေတာတစ်ခါမှမဖူးဘူးသေးဘူးဆိုဝင်ဖူးလိုက်တာအောင်မလေးပရိသတ်ရေဖြစ်များဖြစ်ချင်တော့တရားဟောတဲ့ဘုန်းကြီးပါဇက်နဲ့တွေ့ချင်တော့လေဟိုဘက်ကနေဝင်လာတော့ကိုကလည်းရိုးတာလားအတာလားအတွေ့အကြုံကမရှိတော့ဟာငါပြောသေးတယ်ကများလိုက်လားဟာတောင်ပေါ်ညာပေါ်မှာလားပဲအဲ့တော့ကြည့်ကြည့်နဲ့ဒကာကြီးတည်းရီးပြီးတော့ပြုံးနဲ့ပြန်လည်းမပြောပြီးတော့ကဘုရားပို့ပြီးတော့ပြန်လာတော့မှဒကာကြီးဒီငပြောသေးတယ်ဘာလို့ဖို့လဲစတုတိတာကျွေးဖို့လားဆိုမဟုတ်ဘူးဗျာတဲ့ဘလူးညီနောင်ကိုလာပြီးတော့ကတော့ထားတယ်ငပြောသေးတယ်အပုံလိုက်ဟုတ်လားကဲမရိဒဟောဒီရိုက်ကစားဘုရားကြီးဆိုတာကိုသမိုင်းဝင်ဆိုပြီးတော့တန်ဖိုးထားတဲ့ပုဂ္ဂိုလ်တွေကဘုရားကိုလာဘူးပေမဲ့တချို့ပုဂ္ဂိုလ်တွေကဘုရားဆောင်ကိုဘုရားထံကိုတော့မရောက်ဘဲနဲ့ဘလူးရှိမှငပြောဝဲအုံဝဲတင်လိုရာဆူတောင်းပြီးတော့ပြန်တဲ့ပုဂ္ဂိုလ်တွေအများကြီးပါကိုယ်တိုင်စောင့်ကြည့်ခဲ့တာကြည့်နေဒီလူတွေဘလူးကိုကြော့ပြီးတော့ဘုရားဗတ်မြန်ရောက်မလားဆိုတစ်ချက်လေးတော့စောင့်ကြည့်လိုက်တော့ကျန်အောင်မေးလင်းတော့ပြီဩကြည်သားလာတာကဘုရားဝင်းလေးကိုလာတာဘုရားကိုတခုမှတစ်ချက်မှမကြော့ခဲ့ပဲနဲ့ဘသူကြော့လဲဆိုဘလူးနှကောင်ကိုကြော့ပြီးတော့ဟုတ်လားဟန်ကြလိုက်တာဖြစ်ချင်းအဲ့ဒီခေါ်ပကတော့အဲ့ဒီဘလူးနှကောင်ပေးတဲ့ငပြောသည်အုံသည်ဖို့နဲ့တော့လုံးဖြစ်နေတာဟုတ်လားအဲ့တော့ပြိဿစဉ်းစားတော့နီးတာဝေးတာပဒါနာဟောရတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ကိုယ်စားစီတော်မြတ်ကြီးရဲ့ဂုဏ်တော်ပေါ်မှာရောက်ပြီးရောက်နေကြတော်လည်းပဲဖယားဆိုတာကြတော့ပြိဿကြီးကြောက်ရမှမသိပဋ္ဌနာဘာမှမရှိဘူးဆိုပြီးတော့ဖြစ်တယ်လို့ဆက်ဆံတာဘလူရှင်ကိုတော်မြတ်ကြီးကြတော့ကြောက်လိုက်တာအောင်မလေးတချို့ကစီကရက်ဘူးလေးတောင်ပါသေးတယ်ဟုတ်လားကျုံလည်းဘလူစီကရက်တောက်တယ်ဆိုအဲ့ကြမှာကြားဘူးတာပဲဟမ်အဲ့တော့ပြိဿကြီးနီးတာဝေးတာပဒါနာမဟုတ်ဘူးတကယ်ကတော့တရားသိမှဘုရားရှိတာပြိဿကြီးဗာသိမှဘုရားရှိတယ်တရားသိမှဘုရားရှိတာပြိဿကြီးကျုပ်တို့ကထေရဝါဒဗုဒ္ဓဘာသာမြို့ပလဗုဒ္ဓဘာသာအစဉ်ဆက်မို့လို့အဖေအမေဘိုးဘွားကလည်းဗုဒ္ဓဘာသာဖြစ်လာလို့ဖြစ်လာတာ
နောက်နိုင်ငံသားတွေဘလို့အောင်ဖို့ကောင်းလဲဆိုရင်ဖျားဆိုတာလည်းရုပ်ပွားတော့လည်းမမြင်ဘူးသို့တော့စာဖတ်ဝါဒနာပါတဲ့နိုင်ငံသားတွေတော့ဒီဗုဒ္ဓရဲ့စာပေတွေဓမ္မပဒတွေဝိသုဒ္ဓိမှတ်တွေဟုတ်လားဒါတွေကိုအကုန်လုံးဖတ်ပြီးတော့မှဒီတရားတွေရဲ့လက်တွေ့ဆန်တဲ့အကြောင်းအရာတွေကိုလက်တွေ့လေ့လာကျင့်သုံးလိုက်တဲ့အခါကောင်းလိုက်တဲ့တရားဒါဘသူဟောတဲ့တရားလဲဘသူရေးတဲ့တရားလဲဆိုသိလိုက်တော့မှဂေါရမဗုဒ္ဓရဲ့တရားပဲဆိုတာသိသွားတဲ့အခါမှာပြိဿရဲ့တရားထဲစာဖတ်ပြီးတော့ဗုဒ္ဓဘာသာဖြစ်နေတဲ့အနောက်နိုင်ငံသားတွေအများကြီးပဲဟုတ်လားတန်ဖိုးထားတတ်တဲ့လူကြတော့ပြိဿရဲ့စာအုပ်ဖိုင်ရင်လည်းဗုဒ္ဓဘာသာဖြစ်မနေဘူးလားအဲ့ဒါဘာလဲဆိုရင်တရားသိသွားတဲ့အတွက်ဩကြည်စမ်းဒီတရားတွေကိုရှာဖွေ research ပေါ်နေဖော်ထုတ်ခဲ့တဲ့ဂေါရမဗုဒ္ဓဟာတကယ်ဘုရားစင်စစ်ပဲဆိုတာသူတို့လက်ခံမသွားဘူးလားအဲ့ဒါပဲတရားတကယ်သိရင်ဘုရားဆိုတာလည်းရှိပါတယ်တရားတကယ်သိရင်သံဃာဆိုတာလည်းရှိပါတယ်ပရိသတ်ရဲ့တရားတကယ်မသိတဲ့အခါကျတော့ဘုရားကိုလည်းပဲပြစ်ပယ်ပြီးတော့ထွက်သွားတတ်ပါတယ်သံဃာမြင်လည်းအဝေးကြီးကနေပြီးတော့ရှောင်ကွင်းလို့သွားတတ်ပါတယ်ဒီတော့ပရိသတ်နှလုံးသားထဲမှာအရင်ဆုံးရှိအောင်လုပ်ရမှာကဘုရားလားတရားလားသံဃာလားတရားပဲဟုတ်တယ်မဟုတ်လားတရားကိုယ်တော်ဒုပရိသတ်သိအောင်လို့ဘုရားရှိသွားလိမ့်မယ်သံဃာရှိသွားလိမ့်မယ်တရားတကယ်မသိဘူးဆိုတဲ့အခါကျတော့ပရိသတ်ရှိပြီးသားဘုရားတော်ပျောက်သွားတာတွေမကြဘူးလားရှိပြီးသားသံဃာတော်မှာပရိသတ်ရဲ့ယွန်စရာကြီးလို့2မိုင်လောက်ကကွင်းသွားတာတွေမရှိဘူးလားရှိတယ်အဲ့ဒါဘာလဲဆိုရင်သံဃာခုံတန်ဖို့မထားတတ်သေးတာတရားမသိလို့ဘုရားခုံတန်ဖို့မထားတတ်သေးတာတရားမသိလို့ဟုတ်လားဒုရေတံတော်ဘဂသေတိတိမဓမ္မဒေသနာတတ္ထဇေတဝနေဝိဟာရံတော်အနာဒပိဏိကသဒိတရံသုလသုပဒ္ဒနာမအာရဗကထေတိစကြောင်းမြန်သွားမှရှင်မဒီညာတရားနည်းနည်းအချိန်ယူရမှာဟုတ်လားဒုရေတံတော်ဘဂသေတိတိဣမံဓမ္မဒေသနာဒုရေတံတော်ဘဂသေတိဤသောစရှိသောဂါထာတော်မြတ်ဖြင့်တန်စာဆင်အပ်သောဤတရားဒေသနာတော်မြတ်ကိုသတ္တလူနတ်တို့၏ဆရာဖြစ်တော်မူသောသဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အပရဘာဂေနောက်ကာလနောက်သမယတုံးကသာဝတိယသာဝတိပြည်နှင့်အနာထပိဏိကသအနာတပိသတိဤအာရမေယဖြစ်သောဝါနှလုံးမွေလျောပျော်မွေ့ဖွယ်ရာဖြစ်သောဇေတဝနေဇေတောရောင်မောင်းတတိကြောင့်၌ဝိဟာရတော်လျောင်းတိုင်းရသွား၄ပါးဣရိယာသာယာရွှင်ပြုံးတရင်သုံးလို့နေတော်မူစဉ်အာနာတပိဏိကသဒိတရံအနာတပိသတိကြီးရဲ့သမီးဖြစ်သောသုလသုပဒ္ဒနာမသုလသုပဒ္ဒအမည်ရပါတဲ့သတိသမီးကိုအာရဗအကြောင်းပြု၍ကထေတိကရုဏာရှိသွားမေတ္တာအဖြင့်မေးရတော်မူခဲ့ပါပေသတည်းဒုရေတံတော်ဘဂသင်္တိဤသောစရှိလိုက်တဲ့ဟောဤတရားဒေသနာတော်မြတ်ဘယ်တရားဒေသနာလဲဆိုရင်ရှိဘောဓတောင်မင်းကြီးသည်လူရင်းနဲ့ဝေတဲ့နေရာမှာနေပဲရှိ냐တော်လည်းပဲဟောဒီတောင်ကြီးရဲ့ကောင်းကောင်းတွေကိုသိတဲ့အတွက်ကြောင့်လူတွေအသိမှထင်ရှားလို့နေခဲ့သလိုပါပဲဘုရားတရားသံဃာယရဏမြတ်သုံးပါးရဲ့ဂုဏ်တွေကိုတန်ဖိုးထားပြီးတော့သိတဲ့ပုဂ္ဂိုလ်တွေများကြတော့ဘုရားတရားသံဃာယရဏမြတ်သုံးပါးနဲ့ဘလောက်ဝေးတဲ့နေရာမှာပဲနေကြပါစေနှလုံးသားမှာတရားသိတဲ့အတွက်ကြောင့်ဘုရားရှိလို့နေတယ်မြတ်စွာဘုရားသာသနာထွန်းလင်းတောက်ပနေတဲ့ဟောဒီနေရာမှာလူဖြစ်ပင်ဖြစ်냐တော်လည်းပဲတရားတကယ်မသိတဲ့အတွက်ကြောင့်ကိုယ်ဘုရားကိုလည်းတန်ဖိုးမထားကိုယ်သံဃာကိုလည်းတန်ဖိုးမထားပဲနဲ့ဘာသာကြားကိုအထင်ကြီးသွားတတ်တဲ့ပုဂ္ဂိုလ်တွေများသည်ညအခါပြစ်လိုက်တဲ့မြားဘယ်နေရာစူးဝင်သွားတယ်မသိတော့သလိုပါပဲဘယ်တောင်ဘယ်ကံကိုဆိုင်လိမ့်မယ်ဆိုတော့မှမှတ်မရပါဘူးဆိုတဲ့ဟောဒီတရားဒေသနာမြတ်ကိုဘုရားကျောင်းပါသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်သာဝတိပြည်အနာတပိသတိကြီးသောလုံးလွတ်တန်းတဲ့ဇေတောရွှေကျောင်းတော်ကြီးမှာသတင်သုံးတော်မူစဉ်နေတုန်းက
အနာတပိသတိကြီးရဲ့သမီးဖြစ်တဲ့သုလသုဘဒာအမည်ရတဲ့တထေသမီးလေးကိုအကြောင်းပြုလို့ဟောကြားတော်မူခဲ့တာပါပြိဿဒီတရားဘု து ကိုအကြောင်းပြုပြီးတော့ဟောခဲ့တာလေသုလသုဘဒာတဲ့အကြီးမကြီးမဟာသုဘဒာလည်းရှိလို့သုလသုဘဒာလို့မဲ့တာဟုတ်လားသုလသုဘဒာဟာပြိဿဘု து သမီးလေအနာတပိသတိအနာတပိဆိုတာတာမန်ပုဂ္ဂိုလ်လားဘယ်လိုပုဂ္ဂိုလ်ပြောလဲသောတာပန်ပြီးတော့ပြိဿမြတ်စွာဘုရားရဲ့ကျောင်းတကာဇေတောကျောင်းကြီးရဲ့တကာအနာတပိသတိသုလသုဘဒာမြတ်စွာဘုရားသရင်ဆုံးတော်မူတဲ့ဇေတောကျောင်းကြီးရဲ့တကာလည်းဖြစ်တယ်သောတာပန်ပုဂ္ဂိုလ်ကြီးလည်းဖြစ်တယ်ဟောဒီကျောင်းတကာသောတာပန်ပုဂ္ဂိုလ်ကြီးရဲ့သမီးဖြစ်တဲ့သုလသုဘဒာနေသည်ပရိသေဘာသာကြားတယောက်နဲ့ထိမ်းများလက်ထပ်ခဲ့ရတယ်လို့ဒီဇက်ကြောင်းလေးများပြောရင်အံ့ဩဖို့မကောင်းဘူးလားဘုရားရှင်ရဲ့ကျောင်းတကာသမီးနဲ့ဖြစ်ပြန်တဲ့အဖေကလည်းသောတာပန်ကြီးဖြစ်ပြန်တယ်ဘာကြောင့်ဟောဒီသုလသုဘဒာလေးဘာသာကြားနဲ့လက်ထပ်ခဲ့ရတာလေတဲ့နောက်ကြောင်းပြန်လို့ရှာလိုက်တဲ့အခါအနာတပိသတိကြီးဖြစ်လာမဲ့ကျောင်းသားနဲ့ဟိုးကောသလတိုင်းကနေယူဇနာ1250ကွာဝေးတဲ့ဥက္ကမြို့ကကျောင်းသားတဲ့တငယ်ချင်း2ယောက်ဟုတ်လားဘယ်မှာဆုံကြလဲဆိုရင်ပြိဿတက္ကသိုလ်ပြည်ကြီးမှာတထေသားတွေကျောင်းလာတက်ရင်းနဲ့အဲ့ဒီမှာဆုံကြတယ်တက္ကသိုလ်ပြည်ဆိုတာဦးဇင်းတို့ဒီကနေ့ခင်းနဲ့ပြောရင်တော့ပါကစ္စတန်နိုင်ငံတွေကပတ်ရှဝါဆိုတဲ့မြို့လေးဟာဘုရားရှင်တော်မြတ်တို့လက်ထက်တုန်းကတက္ကသိုလ်ပြည်ကြီးဖြစ်ပါတယ်အခုအိန္ဒိယထဲမှာမဟုတ်တော့ဘူးသူကပါကစ္စတန်နဲ့ရောက်သွားတယ်ဒါကြောင့်မဲ့ပါကစ္စတန်ကလည်းအဲ့ဒီမှာဘုရားရဲ့အမွေနှစ်တွေရှိတာကိုအကြောင်းပြုပြီးတော့အခုလာမဲ့ဆမ်းမဲ့ဟုတ်လားဘုရားဘာသာထိပ်သီးညီလာခံကြီးကိုသူတို့နိုင်ငံမှာကျင်းပဖို့ဆိုပြီးတော့စိုင်းပြင်းနေစီစဉ်နေတယ်ဟုတ်လားနိုင်ငံကတော့မွတ်စလင်တွေအများဆုံးနေတဲ့နိုင်ငံပဲမွတ်စလင်အုပ်ချုပ်တဲ့နိုင်ငံပဲသို့တော်လည်းပဲရှင်တော်မြတ်ဗုဒ္ဓရဲ့အမွေနှစ်တွေမြောင်များစွာကြံခဲ့တာကိုအကြောင်းပြုပြီးတော့သူတို့ကလည်းဒီနေ့ဟုတ်လားကမ္ဘာဗုဒ္ဓဘာသာထိပ်သီးညီလာခံကိုအဲ့ဒီပရှဝါမှာတော့လုပ်ဖြစ်မှာမသိဘူးဟုတ်လားဦးဇင်းတို့လည်းတပည့်ရဆိုတော်ဘုရားကြီးနဲ့အေးအေးဆေးဆေးမတွေ့ဖြစ်သေးဘူးဆိုတော်ဘုရားကြီးကနည်းနည်းပါးပါးသတင်းရတာပဲရှိသေးတယ်ဟုတ်လားအဲ့တော့ပြောလိုတာကဒီကနေ့ပရှဝါဆိုတဲ့ပါကစ္စတန်နိုင်ငံတွေကမြို့လေးဟာဘုရားရှင်တော်မြတ်တို့လက်ထက်တော်ကာလတုန်းကအနေနဲ့ရရကတထေးရွယ်မင်းကြီးမင်းသားတွေလာရောက်ပြီးတော့ပညာသင်ကြားတဲ့တက္ကသိုလ်တိုင်းပြည်တဲ့ပြိဿရဲ့ပါလေအနေနဲ့ရရကတထေးသားမင်းကြီးမင်းသားတွေလာရောက်ပြီးတော့ပညာသင်ကြားကြတဲ့တက္ကသိုလ်တိုင်းပြည်ကြီးဘယ်လိုတွေသွားပြီးတော့ဆုံးကြသလဲဆိုရင်ပြိဿရဲ့ကောသလတိုင်းကအနာတပိသတိဖြစ်လာမဲ့ကျောင်းသားနဲ့ဟိုယူဇနာ1250ကျော်ကွာဝေးလာတဲ့ဥက္ကမျိုးကတထေသားအဲ့ဒီတက္ကသိုလ်မှာပညာသင်ကြားရင်းနဲ့တငယ်ချင်းအဖြစ်နဲ့ဆုံခဲ့ကြတယ်ဟုတ်လားတငယ်ချင်းမိတ်ဆွေဖြစ်လို့သာဖြစ်တာပြိဿရဲ့နှစ်ပြည်တောင်ရဲ့ဝေးကွာမှုဟာယူဇနာပေါင်း1250ကျော်ဒီကနေ့အဲ့ဒီယူဇနာကိုပြိဿမိုင်နဲ့တွက်မယ်ဆိုရင်လန္ဒာပါဠိအသင်းကြီးကတော့9မိုင်လို့တွက်တယ်အိန္ဒိယနိုင်ငံရှေးအောင်ပညာရှင်တွေကတော့6မိုင်လို့တွက်တယ်ဟုတ်လားဒီလိုမြန်မာနိုင်ငံကပညာရှင်တွေတော်တော်များများတော့12မိုင်ဆိုပြီးတော့ဒီလိုတွက်တယ်မိုင်နဲ့များတွက်လိုက်မယ်ဆိုရင်ယူဇနာ1250ဟာပြိဿအလွန်ကိုဝေးကွာမသွားဘူးလားတောင်ပြားနဲ့မြောက်ပြားပဲဟုတ်လားအလွန်ဝေးကွာတဲ့ကောသလတိုင်းသားနဲ့ဥက္ကမျိုးသားတငယ်ချင်း2ယောက်တို့သည်တက္ကသိုလ်ပြည်မှာပညာတွေအတူသင်ရင်းနဲ့ပြိဿရဲ့ပညာတွေပြည့်စုံလို့ကိုယ်အိမ်ကိုယ်ရပြန်ကြရတော့မယ်ဆိုတဲ့အခါအတူနေအတူစားအတူကြောင်းတဲ့အတူသွားလာခင်မင်ရင်းနေလာတဲ့တငယ်ချင်းတွေတဝုတုံစင်းညီကိုတွေမဟုတ်ပင်မဟုတ်냐တော်လေအလွန်ခင်မင်သာရောစဉ်တွေ့တာသွားတဲ့အတွက်ကြောင့်ပြိဿရဲ့ခွဲခွာရတော့မယ်ဆိုတဲ့အခါပုထုဇဉ်တဘာဝမခွဲနိုင်လို့ငိုရရတယ်။တငယ်ချင်းတယောက်မခွဲနိုင်ဘူးတဲ့
ခွဲနိုင်တော့ငိုကြတယောက်နဲ့တယောက်ဖတ်ကိုလိုက်တကယ်ကြီးမပြန်မနေရပြန်ရတော့မှာကွာမင်းကဟောဒီတက္ကသိုလ်ပြည်ကြီးမှာလာပြီးတော့ဆုံးနေဆုံး냐တော်လဲပဲအလွန်ဝေးကွာတဲ့မြို့နှမျိုးမှာတို့တွေပြန်ပြီးတော့နေထိုင်ကြရမှာဖြစ်တဲ့အတွက်ကြောင့်ဘယ်အချိန်မျိုးကြမှများပြန်တွေ့ပါမလဲတကယ်ချင်းတွေပြောပြီးတော့ငိုကြယိုကြခွဲရမှာကြောက်ကြသို့တော်ပြိဿရဲ့အချိန်တန်ရင်တော့မခွဲရဘူးလားခွဲရတာပဲဟုတ်လားကျွတ်တို့လည်းပဲအဲ့လိုပဲခွဲတာနီးမှာငိုခဲ့ရတာလေးတွေတော့ရှိတာပေါ့ဗျာခင်ဗျားတို့ပြောမပြနိုင်တော့ဟုတ်လားဘယ်သူနဲ့ခွဲရတယ်လို့ထင်လဲပြိဿကြီးဟမ်ကဟောနာပြတဲ့ဟဲ့လေးနဲ့ခွဲရလားအိန္ဒိယမှာပြိဿကြီးပညာသင်ရတာသိဆင်းရဲပါလေဦးဇင်းတို့မဂရယူနီဗာစီဆိုတာကဗုဒ္ဓဂယာနဲ့စပိတ်စီးရင်15မိနစ်လောက်စီးရတယ်သို့တော်ပြိဿကြီးယူနီဗာစီရဲ့သဘောကအပြင်ဘက်မှာမြို့ရဲ့အပြင်ဘက်မှာဆိုcampus ကတော့အကျယ်ကြီးပဲဟုတ်လားဒီ university campus တစ်ခုလုံးကစပိတ်နင်းပြီးသွားမယ်ဆိုရင်တနာရီခွဲလောက်တောင်သွားလို့ကိုပြီးမှာမဟုတ်ဟုတ်လားအဲ့လောက်ကျယ်တဲ့တက်ကဆိုကြီးသို့တော်ပြိဿကြီးမြို့ပြင်မှာလည်းဖြစ်နေရတာကလည်းကျောင်းသားတွေနေတဲ့အဆောင်ကြီးတွေကကြီး15ဆောင်ရှိတယ်တစ်ဆောင်တစ်ဆောင်မှာကျောင်းသားပေါင်း200ဆန့်တယ်အဲ့ဒီဟာကိုဘက်ကြည့်လဲနှခမ်းမွေးနဲ့ကောင်းဒီဘက်ကြည့်လဲမုတ်စိတ်မွေးနဲ့ကောင်းဟုတ်လားဒါတွေပဲတွေ့နေတယ်ခလန်းလန်းများနွမ်းလို့မကြည့်နဲ့ပြိဿကြီးမြက်ခင်းစိမ့်စိမ့်ပြီးမှကလားနှအုပ်တအုပ်ကအမြဲတမ်းတွေ့နေဟုတ်လားနွမ်းစရာဆိုလို့နွားပဲရှိတယ်ဟုတ်လားအဲ့တော့လေနေရတာဆင်းရဲပေမဲ့ပြောတယ်ပြိဿကိုယ်စားလေးနဲ့ကိုအကုသိုလ်လည်းနည်းတယ်ဘာမှအကုသိုလ်ဖြစ်ကြကိုယ်စားလေးကိုကြောင်းလေးသွားတက်လိုက်ဟုတ်လားအပြန်ငါကြရင်ရှိတာလေးစားလိုက်စားစရာမရှိတော့လေရေတော့ဘိုင်းမောက်အိတ်လိုက်ပေါ့ဒီလိုပဲနေလာရပေမဲ့ပြောစရာကောင်းတယ်ဟုတ်လားဘာဖြစ်လို့လဲအကုန်လုံးကဆင်းရဲအတူတူဆိုတဲ့စကားတစ်လုံးပဲလက်ကင်သုံးပြီးတော့သူလည်းဘာမှမရှိဘူးကိုလည်းဘာမှမရှိဘူးဟုတ်လားအဲ့တော့ဦးဇင်းတို့ကြောင်းတက်တော်ဆိုရင်တကယ်ချင်းသုံးပါတပားကကရင်ပန်းနဲ့တော်သားတပားကရှမ်းမွန်ညင်းသားဟုတ်လားကျုပ်ကဝမ်းတွင်သားသုံးပါဗမာရဲ့ရှမ်းရဲ့ကရင်ပြိဿဘာဟင်းဖြစ်သွားမလဲစဉ်းစားတာကြည့်ပြီဟုတ်လားကရင်ကလည်းတာလဘောချထည့်လိုက်တာပဲဟုတ်လားဘူးဒီပြုတ်ပြီးတော့အဲ့ဒါဖားတယ်အဲ့ဒါရင်အေးတယ်ဒီဘူးဒီပြုတ်ရေကို तू အတင်းတောက်ခိုင်းတာဟုတ်လားရှမ်းလည်းပဲမုံညင်းချင်းတခါလဲထုတ်လိုက်ပြီးတော့မုံညင်းချင်းကဒီလိုစားရတယ်ဆိုမျိုးသီးဆက်နန်းချင်းနဲ့တွေ့ရတာပဲဟုတ်လားအဲ့တော့ကျုပ်ကတော့အညာသားဆိုလူလည်းဘာမှမတတ်နိုင်ပဲပြုတ်ကျူးချရတာဟုတ်လားသို့တော်ပြိဿကြီးဒီကနေ့ဒီသတိရတယ်အခုတပားအော်စီမာရောက်နေပြီတပားတော့အိန္ဒိယမှာပဲပျော်လို့နေကြတော့မှရှိနေတယ်ဟုတ်လားပြောလို့တာကမခွဲနိုင်ဘူးဆိုတဲ့ဒီအနာတပိန်ကျောင်းသားတို့ရဲ့ဘဝကိုကိုချင်းစာတတ်သွားတယ်ဟုတ်လား3နှစ်နေရတာကမာစတာတက်တာက2နှစ်ထောက်ထွေးကဗာရာဏသီမှာလုပ်တယ်ဆိုမြဲကိုကပျော်တော့ဒီဗုဒ္ဓဂယာမှာပဲတငယ်ချင်းတွေနဲ့အတူနေတဲ့အခါ9နှစ်အတူနေကြရတော့ခွဲကာစားတော့ပြိဿကြီးလွမ်းနေဟုတ်လားရှမ်းကြီးနဲ့ကရင်ကြီးကိုလွမ်းနေပြောတာပါတခြားမတွေးပါနဲ့ဟုတ်လားတခြားဟာလေးတွေတော့ဒါကတော့မြုပ်ွက်လေးတွေထားတာပေါ့လေဟုတ်လားဟမ်မြုပ်ွက်လေးတွေလည်းထားရတာပေါ့မစ္စတာကိုကြီးကအကဂျာကြီးကဆိုတော့သွားပြီဟုတ်လားနောက်ကိုမလဲရဘူးအမလီအဟုံများပြောတာလားလို့ဟုတ်လားဟမ်တခါကျတော့အဲ့ဒါလေးတွေလည်းပျော်စရာလေးတွေပေါ့ဗျာဟုတ်လားဒီတော့ပြောလို့တာကဟောဒီမှာလည်းပဲတက္ကသိုလ်ပြည်မှာကျောင်းတော်ကပညာတွေသင်ပြီးတော့ကိုယ်အိမ်ကိုပြန်ရတော့မယ်လို့ပြောနေကြတယ်အနာတပင်တတိဖြစ်လာမယ်ကျောင်းသားနဲ့ဥက္ကမျိုးကတတိသားနဲ့ရောက်မခွဲနိုင်လို့ဖတ်ပြီးတော့ငိုနေတဲ့အခါတစ်ချက်သူတို့သတိရသွားတယ်ဟာတကယ်ချင်းဘလောက်ပဲချစ်ဘလောက်ပဲငုံမင်းနဲ့ငါအချိန်တန်အိမ်ပြန်ရမှာပဲဒီတော့ငါတို့မင်းတို့ရဲ့တန်ရောစဉ်ကျိုးဟောဒီလောက်လေးတင်မရက်ထားပဲနဲ့နောက်တဲ့တန်ရောစဉ်ကျိုးတွေချီနှောင်ပေါ်ရအတွက်ဒုနှစ်ယောက်ရဲ့ညာမှာခတိစကားလေးတစ်ခုတော့ထားကြမယ်သိစိတ်ဘာတစ်ခုထားမလဲမင်းကလည်းမင်းအိမ်ပြန်ရောက်ရင်မင်းရဲ့အိန္ဒုတ္တဇနီးမယားနဲ့ဘဝကိုစမှာပဲငါကလည်းငါအိမ်ရောက်သွားရင်တော့ငါအဖေမေပေးစားတဲ့အိန္ဒုတ္တဇနီးမယားနဲ့ဘဝစတဲ့အခါမင်းကသားလေးမွေးရင်ငါကသမီးလေးမွေးရင်ဓမ္မမွေးရင်မင်းကသမီးလေးမွေးရင်ငါကသားလေးမွေးရင်သားပေးသမီးယူအနေနဲ့မင်းနဲ့ငါသားတွေသမီးတွေကိုထိမ်းမြလက်ထပ်ပြီးမယ်ကွာအဲ့ဒါဆိုရင်မင်းတို့ငါတို့ရဲ့တန်ရောစဉ်ဟာအိုတိသေတိကာလတိုင်အောင်နှောင်ဖွဲ့သွားပြီတဲ့ပြိဿရဲ့သူများတွေကတန်ရောစဉ်ကျိုးဖြတ်ဖို့စီစဉ်တာသူတို့ကကျိုးချီနေတာဟုတ်လားအဲ့တော့တကယ်ချင်းတွေကအဲ့ဒီဂတိသတိရလိုက်တော့ဟာဟုတ်တယ်ကွာတဲ့ဒါဆိုရင်မင်းနဲ့ငါအချိန်တန်လို့အိမ်ညာရောက်လို့အိမ်တော်ရသားတွေများကြပြီဆိုရင်
ငါသမီးလေးနဲ့မင်းသားလေးငါသားလေးနဲ့မင်းသမီးလေးရှိတဲ့လူအပြန်လန်ပေးစားရင်းနဲ့တန်ရောစဉ်ဆက်ကြမယ်လို့ဟောဒီဂတိစကားရှိခဲ့တယ်ဂတိစကားမရှိခဲ့ဘူးလားဂတိစကားရှိလို့သာရှိတာပြိဿအဲ့ဒီအချိန်တွေကဥက္ကမျိုးကတထေသားကလည်းဗုဒ္ဓဘာသာမဟုတ်ဘူးဟောဒီကအနာတပိတထေဖြစ်လာမဲ့ပုဂ္ဂိုလ်ကလည်းပဲဗုဒ္ဓဘာသာမဟုတ်သေးဘူးဟုတ်လားမှုံဝါးဝါပဲရှိသေးတယ်ဟုတ်လားအဲ့တော့ပြိဿတပြေးနဲ့ကြီးပြင်းလာဒီဘက်ကောသလတိုင်းမှာကလည်းရှင်တော်ဗုဒ္ဓကပွင့်ထွန်းပေါ်ပေါက်ပြီးတော့သာသနာကြီးကျယ်နဲ့ပြုနေတဲ့အချိန်ဥက္ကမြို့မှာကလည်းမိစ္ဆာဒိဋ္ဌိတိဋ္ဌိဆရာကြီးတွေကလှက်ပန်းပြီးတော့သာသနာပြုနေတဲ့အခါဥက္ကမြို့မှာကမိစ္ဆာဒိဋ္ဌိတို့ရဲ့သာသနာထွန်းကားတယ်ဟောဒီဘက်ကောသလတိုင်းမှာကအနာတပိတထေတို့နေတဲ့နေရာမှာကကျွတ်တို့မြတ်စွာဘုရားရဲ့သာသနာထွန်းကားတယ်ပြိဿအကုန်လုံးကဆန့်ကျင်ဘက်ဖြစ်မသွားဘူးလားဩဃမျိုးကသတိကြီးကလည်းနိစ္စယမိစ္ဆာဒိဋ္ဌိတို့ရဲ့အယူဝါဒအတိုင်းပဲလိုက်စားပြီးတော့လေ့လာပြီးတော့နေလိုက်တာမိစ္ဆာဒိဋ္ဌိဘာသာဝင်စင်စစ်ဧကံဖြစ်သွားပြီးဟောဒီမှာအနာတပိသတိကြီးကလည်းပဲရှင်တော်မြတ်ဘုရားထံကိုချီးမြှောက်ခံပြီးတော့စိတ်ကလိုက်တာပရိသတ်ရဲ့မြတ်စွာဘုရားဟောကြားတဲ့တရားကိုနာကြားရင်လေသောတာပန်တည်သောတာပန်ကျောင်းတရားကြီးအဖြစ်နေတော်မှာမြတ်စွာဘုရားကိုဇေတောရွှေကျောင်းကြီးဆောက်ပြီးတော့လူရန်လိုက်တာနှစ်ဖက်ဟာပြိဿကြီးပို့ပြီးတော့ဆန့်ကျင်ဘက်ဖြစ်မသွားဘူးလားတပတ်ကတငယ်ချင်းကမိစ္ဆာဒိဋ္ဌိတို့ရဲ့ဘာသာဝင်ကြားထဲမှာချမ်းသာကြွယ်ဝတဲ့ဘာသာရေးကောင်းဆောင်ဟောဒီဘက်ကတငယ်ချင်းကိုကြည်လိုက်ပြန်တော့မြတ်စွာဘုရားရဲ့သာသနာမှာတကယ်အထွတ်အမြတ်ဘုရားရှင်ကိုယ်တော်မြတ်အတွက်အကောင်းစားကျောင်းကြီးကိုဆောင်းလို့လူဒန်းတာတဲ့သောတာပန်ကျောင်းတကားသို့တော်လည်းပြိဿရဲ့တန်ရောစဉ်ဆိုတာဖြတ်ရခတ်တယ်တန်ရောစဉ်ဟာဖြတ်ရမခတ်ဘူးလားခင်ဗျားတို့ပိုသိပါတယ်ဟုတ်လားဘလောက်ပဲစိတ်ဆိုးတဲ့နေတော့ဘုန်းကြီးကျောင်းရောက်လာတာဘုံတော်ပြီးတဲ့ဖြစ်နိုင်လို့ရှိရင်တပည့်တော်ကိုသီလရှင်အခုဟုတ်ပေးစမ်းပါကိုကတော့ဟောလိုက်ရတာဓမ္မရဲ့စဉ်းစားပါအောင်ပုထုဇဉ်သဘောဒီလိုပဲဒေါသဖြစ်တော့လည်းဖြစ်နေမှာသီလရှင်တော့မွေးပါနဲ့ကြောင်းမှာတရားလေးပါအားထုတ်ပြီးမရဘူးကိုတော့ဝတ်မပြီးရင်တပည့်တော်ဝတ်ပြီးတဲ့သီလရှင်ကြောင်းသွားမှာပဲဆိုအတင်းဟာမလုပ်ပါနဲ့အေးရတခါကြီးတဲ့နင်းသဘောပေါအောင်ပြောပါအောင်မယ်မရဘူးကိုတော့ဝတ်မယ်ဟုတ်လားကြာတော့ကျုပ်ကပြောတယ်ခင်ဗျာဒေါသဖြစ်တုံးပြောတာနော်လို့တော့ကြဒေါသပြေသွားမှပြန်ထွက်ခြင်းကရုံးကြီးပဲအဖတ်တင်နေဦးမယ်ဆိုတော့ဘာပြောလဲအဲ့ဒါတော့မပူနဲ့တဲ့အိတ်ထဲမှာသပင်တုတခါလဲဝဲလာပြီးသားတဲ့အောင်မလေးသူတို့တန်ရောစင်အမှန်ကတော့ຫນွေစိုးဆိုးခြင်းတော့ကရုံးတုံးပြီးတော့ကိုຫນွေစိုးဆိုးပြမလို့လားအဲ့ဒါကြောင့်ကျုပ်ကမယုံဘူးဟုတ်လားဟမ်အခုလည်းပဲဘာသာမတူတော့လည်းပဲတငယ်ချင်းတယောက်ရဲ့တန်ရောစင်ဟာပြတ်သလားမပြတ်ဘူးဒီနေ့ကျတော့ဥက္ကသထေကြီးဥက္ကသထေသားကလည်းသူ့အဖေအမွေတွေနဲ့ဆက်ခံပြီးတော့ကြီးပွားသွားလိုက်တာဥက္ကမြို့မှာသထေကြီးဖြစ်နေတယ်အနာတပိန်ကလည်းကောသလတိုင်းမှာသထေဖြစ်နေတဲ့အခါဥက္ကမြို့ကသထေကသတိရတယ်ဩကြည်သာငါတကယ်ချင်းကြီးကောသလတိုင်းမှာသူလည်းပဲပြည့်စုံကြွယ်ဝတဲ့သထေဖြစ်နေပြီငါတို့နှစ်ယောက်တွေမတွေ့တာနဲ့တတန်းတော်တော်ကြာလာပြီဒီတခါတော့ငါရောက်အောင်သွားမှပဲဆိုပြီးတော့ဥက္ကမြို့ကသထေကအနာတပိန်သထေကြီးရှိတဲ့ကောသလတိုင်းကိုလေသား900နဲ့ကုံရောင်းကုံဝယ်သွားရင်လည်းအလင်းသွားမယ်ဆိုစီစဉ်လိုက်တာအဲ့တော့ဥက္ကသထေကြီးကလှမ်းပြီးတော့သတင်းပို့လိုက်တဲ့အခါကျအနာတပိန်သထေကြီးဒီသတင်းကရောက်သွားတယ်အနာတပိန်သထေကြီးသတင်းရောက်သွားတော့အနာတပိန်သထေကလည်းသူ့တငယ်ချင်းသိချစ်တဲ့လူဆိုတော့အိမ်မှာပြုစုရမယ်ဝေယဝိဇ္ဇဆောင်ရရမယ်မိန်းကလေးတွေကြီးလိုက်တော့လေအငယ်ဆုံးသမီးလေးသုလသုဘဒ္ဓပဲရှိဒီတော့သမီးလေးကိုခေါ်တယ်သမီးလာအောင်မနက်ဖြန်ရောက်လာမယ်ဥက္ကမြို့ကဥက္ကသထေဆိုတာသမီးရဲ့အဖေတို့ငယ်ငယ်ကျောင်းသားဘဝတော့ကအလွန်ချစ်ခင်တယောက်နဲ့တယောက်ရှိတာလေးအတူစားပြီးတော့ပျော်ပျော်ပါးပါးနေခဲ့တဲ့အချစ်ဆုံးတငယ်ချင်းဖြစ်တယ်ကွယ်သို့တော်လည်းပဲငါတငယ်ချင်းဟာဗုဒ္ဓဘာသာတော့မဟုတ်ဘူးဒါကြောင့်သမီးဗုဒ္ဓဘာသာမဟုတ်ဘူးဆိုပြီးတော့သမီးလေးကရိုင်းပြမဆက်ဆံပါနဲ့အဖေအပေါ်မှာကြည်ပြူစွာနဲ့ဟိုကြီးဟိုငယ်လေးဆောင်ရွက်ပေးသလိုပဲအဖေရဲ့တကယ်ချင်းဥက္ကမျိုးကတတိကြီးလာတဲ့အခါမှာလေငါသမီးလေးကတောင်းဝန်ကြည်ပါစေအဲ့ကိုကြည်ပါစေဗုဒ္ဓဘာသာဝင်သူတော်စင်တို့ရဲ့နုညံ့သိမ်မွေ့တဲ့နှလုံးသားကိုငါသမီးလေးကပြသမှာဆိုပြီးတော့အဖေကြီးကဩဝါဒပေးတယ်ဒီတော့
ဗုဒ္ဓရဲ့အဆုံးအမကိုအနိကခံယူနေတဲ့သမီးလေးလည်းဖြစ်တယ်အဖေပေါ်မှာလည်းတကယ်ယူသေးလေးစားတဲ့သမီးလေးလည်းဖြစ်တယ်နူးညံ့သိမ်မွေးတဲ့နှလုံးသားကလည်းရင်ထဲမှာကိမိတာဆိုတော့ပြောရပါစို့ပြိဿကြီးဥက္ကတထေကြီးနာတဲ့အခါချမ်းတဲ့ရာသီရောက်လာပြန်တော့ရေဘူးလေးလိုအပ်တဲ့အခါကျတော့ရေဘူးရေနွေးလေးစီစဉ်ပေးတယ်အေးတဲ့အချိန်မှရေချိုးမယ်ဆိုပြန်တော့လေအေးတဲ့ရေလေးနဲ့စီစဉ်ပေးတယ်ပြိဿကြီးရေဘူးရေအေးကမ်းလမ်းပေးပြီးတော့ဇဝဲသောပွဲတင့်တယ်ကောင်းမြတ်တာလေးတွေနဲ့အခန့်ကျွေးမွေးလိုက်တာအစစအရာရာတောင်းနေကြည်ရင်ကြီးသိမ်မွေးတဲ့ဆိုလာသူပတ္တာလေးအိမ်ထဲဝင်လိုက်အိမ်ပြင်ထွက်လိုက်ဝေယဝိဇ္ဇတွေဆောင်ရွက်လိုက်နဲ့လုပ်နေတဲ့အခါဟိုဥက္ကမြို့ကလာတဲ့တထေးသူ့အိမ်မှာရှိတဲ့သားတွေသမီးတွေအကျွန်အမှုလုပ်တွေကတော့ဒီလိုပြုတ်မပေးတဲ့အရသာခံပြီးတော့ကြည်ကြည်စားရင်ကြီးသိမ်မွေးလိုက်တာတဲ့ငါအပေါ်မှာသူ့အဖေကဲ့သို့ပဲပြုစုယူရမှုတွေပေးနေလိုက်တာသာဝေသောဘွယ်တင့်တဲ့တဲတဲကောင်းကောင်းမွန်မွန်နဲ့အခန်းလို့ပေးနေလိုက်တာဒီလောက်ရင်ကြီးလိမ္မာသိမ်မွေ့တဲ့သမီးလေးတယောက်ငါတို့ရဲ့မိသားစုဘဝတွေကိုများရောက်လာလိုက်မယ်ဆိုရင်ငါတို့အတွက်ဘလောင်များအဆင်ပြေလိုက်လေမလဲမိစ္ဆာဒိဋ္ဌိဥက္ကတထေစိတ်ကူးရင်ပြီဟုတ်လားစိတ်ကူးရင်ပြီးတော့ညကြတော့ပြိဿရဲ့တကယ်ချင်းတယောက်ဆုံတဲ့အခါတကယ်ချင်းတယောက် TV လေးထိုင်ပြီးတော့အတူတူကြည့်ရင်လည်းဥက္ကတထေကစတယ်တကယ်ချင်းတို့တက္ကသိုလ်ပြည်ကနေခွဲခါနီးကာလတုန်းကကွာတယောက်နဲ့တယောက်ဖတ်ငိုပြီးတော့ပြောခဲ့တဲ့ခရီးစကားလေးမင်းမှတ်မိသေးလားဆိုတော့အနာတပိန်ကလည်းမှတ်မိတာပေါ့မှတ်မိပါလေကွာငါအခုချိန်ဒီတတိယနေပါအေးဒါဆိုရင်မင်းကိုငါပြောမယ်ဟောဒီမှာမင်းမလည်းအလွန်လိမ္မာရင်ကြီးသိမ်မွေးတဲ့သမီးလေးသုလာသူဘတ်တာရှိတယ်ငါမှလည်းပဲအရွယ်ရောက်နေတယ်ဟောဒီသမီးလေးနဲ့တရွယ်လည်းဖြစ်တဲ့သားယောက်ျားလေးတယောက်ရနေတယ်တို့ပြီးခဲ့တဲ့ခတိအတိုင်းတငယ်ချင်းရတဲ့မင်းသမီးလေးနဲ့ငါသားလေးကိုတို့ရဲ့တန်ရောစဉ်လေးဆက်သွင်းနိုင်ဖို့ရအတွက်ထိမ်းများလက်ထပ်ပေးကြရအောင်တဲ့အနာတပိတထေကြီးကိုဥက္ကတထေကစတင်ပြီးတော့ဟုတ်လား engage လုပ်ပြီးပေါ့ဗျာဟုတ်လားလုပ်တဲ့အခါကျတော့အနာတပိတော့ပြိဿရဲ့တတိမလွတ်ဘူးဟာနားထောင်နေရင်နဲ့ဟုတ်ပြီငါတို့ငယ်စဉ်တက္ကသိုလ်ကျောင်းသားဘဝတုန်းကတော့ဂတိစကားတွေပေးပြီးတော့ငါတို့ထားခဲ့တာမှန်တယ်အခုအချိန်ကျတော့ငါမှကလည်းဒီမှာတလောကလုံးရဲ့ညွတ်ယုံဥခိုက်ပူဇော်ထိုက်တဲ့ဂုဏ်တွေနဲ့ပြည့်နေတဲ့မြတ်စွာဘုရားရဲ့ကျောင်းတကာလည်းဖြစ်နေပြီသောတာပန်လည်းဖြစ်နေပြီငါတငယ်ချင်းကြီးကြည့်လိုက်ပြန်တော့လေဟိုမှာမိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်ကြီးတွေကိုကိုးကွယ်တဲ့ဘာသာကြားကြီးဖြစ်နေပြီတဲ့ဂတိစကားငါဘလောက်ပဲထားငါသမီးလေးကိုတော့ငါဝါကွက်အပ်ပြီးတော့လွယ်လွယ်မထည့်နိုင်တော့ဘူးတဲ့ပြိဿကြီးဘာသာတရားနဲ့ပတ်သက်လာတဲ့အခါကျတော့ဘာမှတန်ဖိုးမရှိတဲ့ဂတိကိုဂတိရဲ့လို့အောက်မေ့သေးရလားအနာတပိမှန်သလားမှားသလားမှန်တယ်ဒီတော့လွယ်လွယ်လေးမငြင်းဘူးပြိဿကြီးပညာသားပါပါကဲတကယ်ချင်းငါတို့မနဲ့ကြမှာဆက်စကားပြောကြရအောင်ကွာတဲ့ငါကမနဲ့တကြီးနေ့တကြီးညတကြီးငါဘုရားရှင်ရဲ့ကျောင်းကိုသွားနေကြဆိုတော့ငါကျောင်းခဏလေးသွားလိုက်အောင်မယ်ဆိုပြီးတော့အနာတပိအသားလေးလှည့်ပြီးတော့ထွက်လာဘာရွယ်ချက်နဲ့ထွက်လာလဲဆိုရင်ငါတို့ဒီနောင်ဖြစ်လာမယ့်အနာဂတ်ရဲ့အကြောင်းတွေကိုဘာမှကြိုတင်ပြီးတော့အခုချိန်မှမသိနိုင်ဘူးအနာဂတသဉာဏ်တော်နဲ့ပြည့်စုံတော်မူနေတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုဟောဒီကိစ္စမတိုင်မင်မဆွေးမနွေးမလျှောက်ထားပဲနဲ့တော့ငါဆုံးဖြတ်လို့မရနိုင်ဘူးကဲသိလိုက်သမီးလေးကိုဥက္ကတထေသားနဲ့ပေးစားရင်ဖြစ်မဖြစ်ဆိုတာကိုအထာတိုင်မေတတိပရိပဒဘု து ကိုတိုင်ပင်ဖို့ရောက်လာတယ်မြတ်စွာဘုရားစီရောက်လာတယ်ကဲအရှင်ဘုရားကဟိုးအနာဂတ်ကိုကြိုပြီးတော့မြင်နိုင်တဲ့ဉာဏ်ရှိတဲ့အတွက်ကြောင့်နဲ့တပည့်တော်သမီးလေးဟောဒီဂရိစကားနဲ့ပေးစားလိုက်မယ်ဆိုရင်ပေးစားလို့ဖြစ်မဖြစ်တပည့်တော်ကိုမိန့်ကြားပါဗျာတဲ့အနာတပိတတိဘုရားကိုသွားလျှောက်တယ်ဟုတ်လားပြီးတော့မြတ်စွာဘုရားကအနာဂတဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျတော့ဘာပြဿနာမှမရှိဘူးဆိုတာသိတော့တတိမင်းတဲ့တတိမင်းပေးစားခြင်းနဲ့ဆိုရင်သမီးတော်လေးသုလသုဘတ်တာကိုပေးစားလို့ရပါတယ်အနာတပိတတိဝမ်းသာသွားတယ်ဩကြည်စမ်း
ငါရဲ့ဂရီစကားလည်းမပြတ်တော်ဘူးမြတ်စွာဘုရားဆိုတာကလည်းအနာဂတ်ကိုကြိုပြီးတော့မြင်နိုင်တဲ့ဉာဏ်တော်ရှိတော်မူတဲ့အတွက်ကြောင့်ဘာပြဿနာဘာအန္တရာယ်မှမရှိနိုင်တဲ့အတွက်ကြောင့်ငါသမီးလေးကိုပေးစားဖို့ခွင့်ပေးတာဖြစ်မယ်ကဲဆရာတကာပြိဿရဲ့မညီညွတ်ဘူးလားအရေးမကြီးဘူးလားစဉ်းစားရမယ်နော်ဒါကျွတ်တို့ဗုဒ္ဓဘာသာတွေဒီနေရာမှာသင်္ကန်းစာတကယ်ယူရမယ့်အချက်ပဲဟုတ်လားပရိသတ်ရဲ့သားရင်းသမီးရဲ့ဘဝရှိရေးကိုတွေးပြီးတော့ချမ်းသာတာလေးတစ်ခုနဲ့ကြည်ပြီးတော့များပေးစားလိုက်မယ်ဆိုရင်အနာဂတ်ကိုခမည်းတော်ကြိုပြီးတော့မြင်နိုင်တဲ့စွမ်းအားတွေရှိသလားဒါဆိုရင်အခုပလင်ပေါ်မှာဟောနေတဲ့အရှင်ဘုရားကရောတပည့်တော်တို့ကိုဘလောက်များဆက်ဖို့လုပ်ပေးမလဲဘလောက်ကူညီပေးမလဲအရှင်ဘုရားရောမြင်လားလို့မေးကြည့်ပါဦးဟမ်ကျွတ်တို့ရောမြင်မှာမလားမမြင်ဘူးအဲ့တော့အနာတပိနဲ့ဘုရားရှင်တို့ကိုကျွတ်တို့ကလုံနေစရာမလိုဘူးခမည်းတော်ကလည်းလာလျှောက်စရာကိုမလိုဘူးကျွတ်တို့ကလည်းပြန်ပြောစရာကိုမလိုဘူးအစာတဲကအဲ့ဒီဇလန်းကမဖြစ်ရင်ပိုမကောင်းဘူးလားအကောင်းဆုံးပဲဟုတ်တယ်မလားဒါကြောင့်အလုံးသောတို့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေတချို့ကဘုန်းကြီးတွေကလူမှုရေးကိစ္စဝင်တယ်ဆိုလို့ချင်းအမလီနော်ဘုန်းကြီးတွေကလည်းကိုယ်နေရာကိုမနေဘူးနေရာတကာလျှောက်ပါနေတာပဲနဲ့မပြောဘူးလားပြောတယ်ပရိသတ်ရဲ့တကယ်ဘာသာသာသနာလူမျိုးနဲ့ပတ်သက်လာတဲ့အခါကျတော့ကျွတ်တို့ဘုန်းကြီးတွေကထိတ်ဆုံးကနေရတာဆိုတချို့ကိစ္စတွေမှာမပါဘဲနဲ့ပြီးပါမလားဖယ်ပြီးမလဲကျွတ်တို့တာအဲ့ဒီလိုနာတိုင်မင်းကြီးကလားအရှင်ဘုရားတပည့်တော်သမီးလေးဘာသာကြားနဲ့ပေးစားခြင်းတို့ဘုရားကောင်းလေးတိုက်ဒီကားတွေစိနေရွှေတွေငွေတွေပြည့်စုံတယ်တပည့်တော်ဘယ်လိုသဘောရလဲပေးစားရမှာလားလို့လာလျှောက်ကြည့်ပါလားပြိဿဘာလုပ်လိုက်မယ်ထင်တယ်ရက်တောင်လေးကိုဆောက်ထည့်လိုက်ပါဟုတ်လားခမရတော့ငတ်နေရသလားဆိုဟုတ်လားအဲ့တော့ပြိဿရဲ့စဉ်းစားဒါကဘာသာရေးနဲ့ပတ်သက်လာပြီလူမျိုးရေးနဲ့ပတ်သက်လာပြီဟုတ်တယ်မဟုတ်လားကျွတ်တို့ကဘာသာရေးလူမျိုးရေးနဲ့ပတ်သက်လို့ဗုဒ္ဓဘာသာဆိုတာသူများကိုဒုက္ခပေးဖို့နှိပ်ကွပ်ဖို့ဘယ်တော့မှမရှိဘူးရှိရလားဗုဒ္ဓရဲ့တရားတော်မှာကိုကသူများပေါ်မှာလောဘမဖြစ်ရဘူးဒေါသမဖြစ်ရဘူးမာနမဖြစ်ရဘူးမညှင်းစေရဘူးဆိုမဟောထားဘူးလားဒုစရိုက်7ပါးထဲမှာပြိဿရဲ့နောက်ဆုံးစိတ်နဲ့ဖြစ်လာတဲ့ဒုစရိုက်3ပါးကိုကြည့်အဘိဇ္ဇာဇာပါဒမိစ္ဆာဒိဋ္ဌိမပါဘူးလားယမဒတတ္တဝါတွေကိုဒေါသနဲ့မညှင်းစေပါနဲ့တဲ့ကျွတ်တို့ကညှင်းစေခြင်းလို့ပြောတာမဟုတ်ဘူးသို့တော့ကိုယ်လူမျိုးကိုယ်ဘာသာကိုယ်သာသနာအတွက်ကတော့ကာကွယ်ရမယ့်တောင်းမရှိဘူးလားရှိတယ်ဒါကြောင့်အနာတပိသတိကြီးဝမ်းသာသွားပြီးတော့မနဲ့ကြတော့ငငယ်ချင်းတယောက်ဆိုကဲငငယ်ချင်းဟောဒီမှာကွာမင်းတို့ငါတို့ပေးထားတဲ့ဂရိအတိုင်းလောက်ကြပါစို့ငါသမီးလေးနဲ့မင်းသားနဲ့ပေးစားပါမယ်ဆိုပြီးတော့ပြန်ပြီးတော့အကြောင်းပြန်လိုက်တော့ဟာဥက္ကသတိဝမ်းသာသွားတယ်ဟုတ်လားဟန်ကြလိုက်တာတဲ့ငါတို့အိမ်ပေါ်မှာဟောဒီမှာဂေါရမမြတ်စွာဘုရားရဲ့ကျောင်းတရားသောတာပန်ကြီးရဲ့သမီးလေးရောက်တော်မှာဗုဒ္ဓဘာသာတို့ရဲ့အထွတ်အမြတ်ဘုရားရှင်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကိုကျောင်းကြီးဆောင်ပြီးတော့ကိုယ်ွယ်နေတဲ့ပုဂ္ဂိုလ်ရဲ့သမီးလေးကိုငါတို့ဘာသာတွေကိုခေါ်ရတော့မှာဝမ်းသာတော်ပြီဗောဥက္ကသတိဟုတ်လားချက်ချင်းဖုံးနေဆက်တန်ညိုးတွေရိုက်ဟေ့မနက်ဖြန်တို့လာခဲ့မယ်မင်းတို့မြို့တိကနေတစ်မြို့လုံးစီးကြိုစမ်းဆိုတော့ဟိုမှာကလည်းပြိဿရဲ့တစ်မြို့လုံးကဗုဒ္ဓဘာသာတရားမှမရှိဘူးဟုတ်လားသူတို့ရဲ့ဘာသာကြားတွေကြည့်ပဲဟုတ်လားဘာသာကြားတို့ရဲ့ဘဝဘာသာကြားတို့ရဲ့ခံယူချက်ဆိုတာပြိဿသိပြောတာဗောဟုတ်လားငါတို့ရဲ့တတိယဟိုမှာကောသလတိုင်းမှာထင်ရှားနေတဲ့ဂေါရမမြတ်စွာဘုရားဆိုတဲ့အထွတ်မြတ်ပုဂ္ဂိုလ်ကြီးရဲ့ကျောင်းတကသောတာပန်ကြီးရဲ့သမီးကိုယ်တော်မှာရအောင်ယူလာခဲ့ပြီသူသားအတွက်ခေါ်လာခဲ့ပြီဆိုတော့တမျိုးလုံးအုပ်အုပ်ကြက်ကြက်နဲ့ကြိုလိုက်ကြတာပြိဿရဲ့အနာတပင်တတိကြီးကသမီးရှင်ဖြစ်နေသွားဟုတ်လားဘယ်သူကသွားရလဲပြိဿရဲ့သမီးရှင်ကသွားရတာအမလေးကျတို့မြန်မာနိုင်ငံဒကမာကြီးတွေမြန်မာနိုင်ငံမှာကျတော့သမီးရှင်ကသွားလားသားရှင်ကသွားလားသားရှင်ကသွားတာကံကောင်းတယ်လို့မှတ်ဟုတ်လားအလွန်ကိုကံကောင်းတယ်လို့မှတ်အိန္ဒိယနိုင်ငံရဲ့ယဉ်ကျေးမှုကအခုထိအံ့ဩဖို့ကောင်းတယ်ဦးဇင်းတို့ကဒီသုဏသုပ္ပတ္တဇတ်တော်ကတော့ငယ်ငယ်လေးကသိနေတာသို့တော့အိန္ဒိယရောက်ခါမှာပိုစိတ်ဝင်စားတယ်ဘာဖြစ်လို့လဲအိန္ဒိယနိုင်ငံမှာလည်းပြိဿကြီးဒီကနေ့အထိသမီးရှင်တွေကပဲသားရှင်တွေကိုတင်ပြီးတော့တောင်းရတာဖြစ်ပုံကပြိဿကြီးဒီကနေ့အထိအဲ့ဒီယဉ်ကျေးမှုကတွင်းနေတာဩကျွတ်တို့ကသုလသုပ္ပတ္တဇတ်ဖတ်တော့ကတော့ဟုတ်ပါမလားကွာလို့အောင်းမင်းမိတယ်ဘာဖြစ်လို့လဲကိုမြန်မာနိုင်ငံမှာကကျွတ်တို့အညာမှာဆိုပိုးဆိုးသေးတယ်မိမတယောက်ရွာဖို့လွယ်မှတ်လို့နွားတရှင်းလဲတစီရွှေရ၅ချက်သားဟုတ်လားဟာလေရဘယ်နှကွက်နဲ့အကုန်တင်တော့ရတာအဖေမေကအသားတယောက်မြမိမယူတော့မယ်ဆိုရင်စီးစိမ်က၃ကျုပ်တစ်ချုံလောက်ကပြောင်းထွက်လာတယ်ပဲဟုတ်လား
အဲ့တော့ကိုကဒီယဉ်ကျေးမှုကြားထဲမှာနေလာတော့ဒီမှာကလပိယယဉ်ကျေးမှုစားတဲ့ဘက်တော့ဟုတ်ပါမလားအောင်းမိတာအောင်းမလေးပြိဿဟိုသွားတဲ့အခါကျမှတကယ်ဟုတ်တာဟုတ်လားကျွတ်တို့တကယ်ချင်းအကြောင်းသားပဲသူဆိုရင်တားကြီးရတာဟာတဲ့ဆရာဝန်ဖြစ်ချင်တာအခုအင်ဂျင်နီယာပဲငါဖြစ်တယ်သူကအင်ဂျင်နီယာအကြောင်းသားအင်ဂျင်နီယာပဲငါဖြစ်တယ်ကွာတဲ့ငါမိမတောင်းလို့ရှိရင်ငါမိမတောင်းရင်တိတ်မရဘူးတဲ့ငါအမကွာဆရာဝန်သွားလိုက်တော့10 သိန်းတော့တင်နေရတယ်ဆိုတော့မနှဲပါလားရူပီး10 သိန်းဆိုတော့ပြိဿကြီးနည်းတဲ့ငွေမဟုတ်ဘူးဟုတ်လားဒေါ်လာ100မှရူပီးနဲ့ချိန်လို့ရှိရင်4600ပဲရတာတွက်ကြည့်ရောပေါ့ဟုတ်လားအဲ့တော့အိန္ဒိယနိုင်ငံမှာပြိဿကြီးဆရာဝန်သမတ်လိုချင်တယ်ဆိုရင်သမီးရှင်တွေက10 သိန်းအနည်းဆုံးတင်တော့ရတယ်နေစရာအိမ်ဟုတ်လားစီးစရာကားအစင်းနဲ့အစုံလုပ်ပြီးတော့ရူပီး10 သိန်းနဲ့တင်တော့ရတာတစ်ဆင့်နှိမ့်လိုက်အင်ဂျင်နီယာဆိုရင်9 သိန်းဟုတ်လားတစ်ဆင့်နှိမ့်လိုက်ကျွတ်တို့လိုစာပေပါရဂုဒေါက်တာဆိုရင်4 သိန်းဟုတ်လားနည်းနည်းရုပ်ရည်ရှင်းတော့4 သိန်းခွဲပေါ့ဗျာဟုတ်လားအဲ့တော့ဒီစတိုင်ဆိုရင်တော့4 သိန်းခွဲလောက်တော့တန်တယ်မဟုတ်လားအဲ့တော့ရိုးမလို့နဲ့ဗမာကြီးမှာတရားဟောလို့အဆင်ပြေခြင်းမပြေအိန္ဒိယသွားရင်အချိန်မီသေးတယ်ဟုတ်လား4 သိန်းခွဲတန်ပစ္စည်းပဲဟုတ်လားဟုတ်လားတကယ်ပြရတာပြိဿကြီးအဲ့ဒါဥစဉ်ကလေဗုဒ္ဓဘာသာဘုန်းကြီးဆိုတော့ဗုဒ္ဓဘာသာလိုပဲနေတာကိုကျုပ်ဆရာကသူကကျုပ်ကိုခိုင်းလို့တဲ့ဆရာဗာလဲဆိုရင်သူကပုံနာဆရာဆိုသူကကျုပ်တို့ဟိုခဏကြောင်းလာတက်တော့မယ်ဒီလိုသင်္ကန်းဝတ်တယ်ပဲထင်တာပြီးရင်လူထွက်ပြီးအိမ်တော်တွေပဲပြုတ်မယ်ထင်တော့လေသူကဝေးတယ်ခဏမင်းဗမာပြည်ပြန်ရင်ဘာလို့စားမှာလဲငါဘုန်းကြီးဗမာပြည်ပြန်ဒီလိုပဲတရားဟောမှာဟာမင်းတို့ရှိမှဘုန်းကြီးလှုပ်ရှားလို့ရလားဟာတော်ပြီဘုန်းကြီးလှုပ်ရှားလို့ရလားအဲ့တော့မထူတော့ကောလဲအေးလှုပ်ရှားလို့ရတယ်လို့ဟုတ်လားအဲ့တော့မင်းတဲ့ငါပြောမယ်တဲ့ငါကားတဲ့နောက်တစ်နှစ်ခွဲလောက်ဆိုရင်ဒီမှာဟတ်တော်ဒီပါတမင်ဖြစ်တော့မှာတဲ့ဟုတ်လားဟတ်တော်ဒီပါတမင်ဖြစ်လို့ချင်းငါနိုင်ငံသားဆရာ2 ယောက်ခန့်ဝင်ရမယ်တဲ့မင်းကငါတပည့်ဆိုတော့မင်းကိုခန့်မယ်တဲ့မင်းတစ်လောက်ဒေါ်လာ600နှုန်းလောက်တော့ရမယ်အိမ်နေစရာတွေပါရမယ်ပေါ့လေအဲ့တော့မင်းအတွက်အဆင်ပြေအောင်တဲ့ငါတငယ်ချင်းကိုပြောထားတယ်ငါကျောင်းသား1 ယောက်တော့နိုင်ငံသားကျောင်းသားဖွေးရတော့မယ်လို့ပြောထားတယ်သူ့မှာသမီး3 ယောက်ရှိတယ်မင်းဘယ်လိုသဘောရလဲဟုတ်လားအောင်မလေးခဏလေးများလို့လဲလိုက်ချင်းတာလို့လားဘယ်နဲ့နေလဲသိအောင်လို့ပါနောက်တော့မှသူ့ကိုရှင်းပြတယ်ဝိနည်းကနေအကုန်စရှင်းပြတယ်ဆရာကျတို့ကယဟန်ဘုရားဘာသာယဟန်เนี่ยဒီလိုဝိနည်းသိက္ခာဖို့ဒီလိုစောင့်တည်ကျင့်သုံးရတယ်အခုလဲခဏစာလာသိပေမဲ့ဒီအတိုင်းပဲနေတယ်ပြန်ရောက်ရင်လည်းပဲဒီလိုပဲယဟန်ဘွားနဲ့နေမှလို့ပြောတော့မှသူကအဲ့တော့ကလားဆိုပေမဲ့ပြိဿပညာတတ်တော့ယဉ်ကျေးမှုရှိတယ်ကျုပ်ကိုနောက်ဆုံးသူကဘာလက်ဆောင်ပေးလိုက်တယ်မလဲအိုးစာထုတဲ့ဟုတ်လားစာထုလုံးကြီးခေါ်လိုက်တယ်ကျုပ်ဆရာဟုတ်လားကလားလို့ဆိုစာထုဟုတ်လားဟုတ်လားအဲ့တော့ပြိဿပြောလို့တာကဘယ်ရောက်သွားပြီလို့ခင်ဗျားတို့မေ့သွားတာသုလသုဘတ်တာလေးဟိုမှာဥက္ကမျိုးပါသွားတော့မယ်ဟုတ်လားအနာတပိသတိနဲ့တကွာသုလသုဘတ်တာလေးသာဘာလို့ဒီဥက္ကမျိုးတတိကြီးနဲ့အတူဥက္ကမျိုးစီကိုရောက်အောင်သွားကြတဲ့အခါမြို့ဝင်တဲ့နေရာကစားပြီးတော့စီးကြကြတာဟာတို့တတိကြီးလာပြီဟဲ့ဟိုမှာတို့တတိရဲ့ချွေးမဘယ်မှာတော့မလီချောလိုက်တာဟဲ့သုလသုဘတ်တာလေးဟဲ့လှမ်းလိုက်တာဟဲ့ပေါ့သုလသုဘတ်တာကလည်းပါပြီးသားပြိဿကြီးလက်ဆောင်ပစ္စည်းတွေခါတဲ့ရင်ပေါ်မှာအပြည့်တင်ပြီးတော့တွေးသမျှပြိဿကိုလက်ဆောင်ပစ္စည်းတွေပြည့်ပေးခဲ့ဟုတ်လားအဲ့တော့ပေးကမ်းခြင်းအောင်မြင်ရည်ဆိုသုလသုဘတ်တာအကုန်လုံးပေးကမ်းပြီးတော့စီးယုံပြီးတော့သွားတာအဲ့ဒီလိုနဲ့ပြိဿကြီးမြန်ပြောကြပါစို့ဗျာသုလသုဘတ်တာလေးဥက္ကတတိအိမ်ပေါ်ရောက်ပြီပေါ့ဟုတ်လားရောက်လဲရောက်ရောဥက္ကတတိအိမ်ရောက်တဲ့အခါခုနကပြောသလိုပါလာတဲ့လက်ဘွဲ့ပစ္စည်းတွေနဲ့ဥက္ကတတိသားလက်ထဲကိုအနာတပိကြီးကအပ်ပြီးတဲ့အခါကျတော့အနာတပိကလည်းအဝေးကြီးပြန်ရမှာဆိုတော့ကြာမနေနိုင်တော့ဘူးဟုတ်လားကဲငါလည်းပဲကြာမနေနိုင်တော့ဘူးဆိုတော့အဲ့ဒီဥက္ကမြို့မှာပဲတက္ကသိုလ်တုန်းကဒီလောက်တရင်တနည်းမဟုတ်တော့လည်းပဲအတူကျောင်းတက်ခဲ့တဲ့တငယ်ချင်းတွေကလည်းတထေးကြီး၈ ယောက်ကလည်းအဲ့ဒီမှာတထေးကြီးတွေဖြစ်နေကြတယ်ကျောင်းသားတငယ်ချင်းတွေတထေးကြီးတွေဖြစ်နေတော့အနာတပိနဲ့ပြန်တွေ့တဲ့အခါကျတော့အကုန်လုံးကိုဖိတ်ကဲတငယ်ချင်းတို့လာကြကွာငါသမီးလေးအလွန်ဝေးကွာတဲ့မိုင်ကနေမင်းတို့စီမှာငါထားခဲ့ရမှာဒီတော့ငါသမီးလေးကိုမင်းတို့ရဲ့သမီးလေးတယောက်လိုစောင့်ရှောက်ထိန်းသိမ်းကူညီပေးဖို့ငါအပ်ပါတယ်ဆိုပြီးတော့သူ့တငယ်ချင်းတထေးကြီးတွေကိုလည်းတခါတည်းတွဲပြီးတော့ဥက္ကတထေးသားရဲ့လက်ထဲကိုစီစဉ်ဥစ္စာနဲ့တကွာအနာတပိတထေးကြီးကသမီးလေးကိုအပ်ခဲ့ရပြီနောက်တနေ့ကျတော့အနာတပိပြန်ပြီပေါ့ဗျာပြိဿအနာတပိဘာဖြစ်လဲမြန်ပြန်မှဖြစ်မှာအခုနာရီကြီးတော့တနာရီကျော်သွားပြီဟမ်အနာတပိတထေးကြီးလည်းပြန်သွားရောဥက္ကတထေးကမင်္ဂလာဆောင်ပွဲခန်းခန်းနာနာကျင်းပတော့မယ်ဟုတ်လားဟာမနှက်ပါငါတို့ရဲ့ကိုယ်ွယ်နေတဲ့ဘုန်းကြီးတွေကိုလည်းငါတို့မင်္ဂလာဆွမ်းအတွက်ပင်မယ်ငါတို့ရဲ့ရင်းနေတဲ့မိတ်ဆွေတငယ်ချင်းတထေးကြီးတွေကိုလည်းငါတို့ရဲ့အိမ်မှာခေါ်ပြီးတော့ဖိတ်ပြီးတော့ကျွေးမယ်
မင်္ဂလာဧကံပွဲမနေ့ကကျင်းပကြမယ်ဆိုပြီးတော့စီစဉ်လိုက်တာသိတဲ့ရေမင်္ဂလာဧကံပွဲရောက်တော့ဂုံသေးကြီးတတိတွေအကုန်လုံးလာကြတာပေါ့လေအဲ့ဒီမှာမင်္ဂလာဆွမ်းအကက်ခံဖို့ဆိုပြီးတော့သူတို့ဘုန်းကြီးတွေကလည်းကြွလာသုလာသုဘတာလေးကလည်းသူတို့သမီးဆိုအခါထဲမှာရှယ်မော့အလှတွေပြင်းစရုံးတွေထုံးဟောတာပန်းတွေပန်းပြီးတော့လုံနေတဲ့အချိန်တော်တော်လေးနဲ့ကြာရောတထေးကြီးကအတန်ပေးတယ်ဟဲ့သမီးအပြင်မှာဘုန်းကြီးတွေကြွနေပြီသမီးဆုံးကအောင်မြန်မြန်ထွက်လာခဲ့တော့ဆိုတော့နေ့တိုင်းဘုရားတရားသံဃာနဲ့ပဲနေနေတဲ့သုလာသုဘတာသံဃာတွေကြွလာပြီဆိုတဲ့အတန်နဲ့ကြောင့်အမလီသံဃာတွေကြွလာပြီးတော့ဝမ်းသာလိုက်တာဆိုပြီးတော့အာရပါရနဲ့အခန်းပေါက်ကနေထွက်ပြီးတော့ကလကာလေးလှန်ပြီးတော့ကြီးလိုက်တာပြိဿဟင်းဆိုပြီးတော့ပြန်ဝင်သွားတာထွက်ကုန်မလာတော့ဟာတခါတည်းတတိယဟဲ့သမီးလာလေမြန်မြန်ထွက်လာတော့ဆိုလည်းထွက်မလာဘူးဘလို့ခေါ်ခေါ်သုလာသုဘတာကထွက်ကုန်မလာတော့ဘူးဆိုတဲ့အခါကျတော့တခါတည်းဘုန်းကြီးတွေလည်းရှိတဲ့လူနဲ့ကပ်ပြီးလိုပဲစားသွားမှာပေါ့ဟုတ်လားဘာဖြစ်လို့သုလာသုဘတာမထွက်တာလဲပြိဿသိတာဘာဖြစ်လို့သိတာသုလာသုဘတာမြင်ရတဲ့ဘုန်းကြီးကဒီမှာမြတ်စွာဘုရားရဲ့သားတော်သံဃာတော်ရှင်မြတ်တွေလိုကရုံးလေးပြောင်းတော့ပခုံးလေးတစ်ဖက်ပေါ်သင်္ကန်းလေးကိုတတ်တတ်ရဝတ်ပြီးတော့ဟုတ်လားမျက်နှာအလှလေးကိုပေါ်အောင်ပြပြီးတော့ကြီးညိုဝဲအသွင်ဆောင်ထားတဲ့ကိုတော်ဒီမှမဟုတ်ပဲဟုတ်လားခင်ဗျားတို့ကဘာကြီးတာလဲကျုပ်ပြောတာမှားလို့လားမြန်မာနိုင်ငံမှာပြိဿတတ္တိရှိရှိနဲ့ကိုယ့်အလှကိုပြရတာဘုန်းကြီးနဲ့သီလရှင်မရှိဘူးဟုတ်လားဘာပေါင်နာမှလည်းမလေးဘူးဘာမျက်ခုံးမွေးမှလည်းမဆွဲဘူးဘာနှခမ်းနီမှလည်းမဆွဲဘူးဟုတ်တယ်မို့လားကရုံးပြောင်းတုံးပြီးတော့ကြည်စမ်းကြိုက်တဲ့လောက်အလှဟုတ်လားဘယ်သူနဲ့ကြည့်မလဲဟုတ်လားစပိုင်ရှိသူကကောင်းလဲပြန်အောင်မလားဟုတ်လားဟုတ်တယ်မို့လားအဲ့တော့ပြိဿရေ तू ကဒီလိုကြီးညိုဝဲဘုန်းကြီးတွေမြင်ထားတဲ့အခါကျတော့ဘယ်ကြည့်ရဲမလဲဟိုမှာကဂျိန်းဘုန်းကြီးတွေဆိုတာပြိဿရေအဝတ်မဝတ်ဘူးဟုတ်လားအဝတ်မဝတ်ဘူးဆိုတဲ့ပြိဿရေဟင်းဆိုတာတွက်တာကြည့်ရောကျိုးလည်းမပြောတော့ဟုတ်လားအဲ့တော့သူကသူဘာဟင်သွားလဲကိုကသိအောင်လုပ်ပေးတော့ဟုတ်လားအဝတ်မိုးတဲ့ဘုန်းကြီးတွေအိမ်ရှိမှငုတ်တုတ်ကြီးတွေထိုင်နေတဲ့အခါကျတော့ဒီမှာကဟိရိဥဒ္ဒပနဲ့နေတဲ့ဗုဒ္ဓဘာသာသမီးပြိုလေးတယောက်ကကြည်ရဲပါမလားမကြည်ရတော့ထွက်ကုန်မလားပြောရင်ပြိဿကြီးဟိုကလည်းချွေးမကြွားရင်လို့အတင်းခေါ်ဒီကလည်းထွက်မလားဒေါသတွေဖြစ်ပြီးတော့မင်္ဂလာဆောင်ကဘုန်းကြီးတွေလည်းပြန်တထေးတွေလည်းပြန်ဟိုကနေအတင်းပြောဒီကအတင်းပြောပြန်အလကားပါကွာဥက္ကတထေးသူဟာသူဘယ်လိုချွေးမရချွေးမအိမ်မောစရောက်တယ်သူပြောတာကနားမထောင်ပါဘူးကွာဆိုတော့ဥက္ကတထေးရှက်လဲရှက်တော့လေမင်္ဂလာဆောင်ပြီးကြမှာလက်ဖွဲ့တော်မသိရသေးဘူးဟေ့ပေနာမအိမ်မောဆွဲချပြီးမြန်မြန်ပြန်ပို့ကွာဆိုပြောလားအတင်းပြန်ပို့ခိုင်းတာပြိဿကြီးကဲကြောက်စရာမကောင်းဘူးလားမင်္ဂလာဆောင်မန္တတော်မှာမဖြတ်ရသေးဘူးဟုတ်လားခုမှကွဲတဲ့စာချုပ်ကစပေါ်နေပြီဟုတ်လားအဲ့တော့ပြိဿသုလာသုဘတာကိုပြောတယ်နင်ခုငါတို့အိမ်မောကဆင်းတော့တဲ့နင်အဖေမျိုးမြင်မြန်သာပြန်တော့နင်နဲ့ငါနဲ့ဒီနေ့စပြီးတော့မဖြစ်တော့ဘူးဆိုဟောသုလာသုဘတာမေးတယ်နေပါအောင်တတိမင်းနဲ့ကျမကိုဘာကြောင့်အိမ်ပေါ်ကနှင်ချရတာလဲတဲ့ဟာနင်ငါတို့ရဲ့ဘုန်းကြီးတွေကိုထွက်ပြီးတော့လေဥမတိုက်ဘူးငါတို့ဘုန်းကြီးတွေကိုဆုံးလည်းမကပ်ဘူးငါတတိတကြွယ်တွေရှိမှလည်းနင်ရိုးရိုးသေးသေးနဲ့အဲ့မခံဘူးဒီတော့နင်မှာပြစ်မှုတွေများသွားတဲ့အတွက်နင်ပြန်တော့တဲ့တို့နဲ့နေလို့မရဘူးဆိုတော့ပြိဿဗုဒ္ဓဘာသာဝင်အမျိုးသမီးတယောက်ဟာဒီကနေ့လက်ထပ်ပြီးတော့ဒီကနေ့ခွာပြင်းလိုက်မယ်ဆိုတာကိုပြိဿအရှက်တရားအကြောက်တရားအနေနဲ့လုပ်ပါမလားမလုပ်ဘူးသူ့သားကိုကြိုက်လုံးလို့တော့မဟုတ်ဘူးသို့တော့သုလာသုဘတာလည်းမာတယ်ကျမမဆင်းနိုင်ဘူးတဲ့ဟာနင်မစင်းတော့ငါအိမ်နဲ့နေလို့မရဘူးတဲ့မဟုတ်ဘူးတဲ့ကျမအဖေကအပ်ခဲ့တာတထေးကြီး၈ယောက်ရဲ့ရှေ့မှာဟုတ်လားဟောဒီမှာငါသမီးလေးစောင့်ရှောက်ပါဆိုပြီးတော့အပ်ခဲ့တာတဲ့အခုရှင်တို့ယဉ်ကျေးမှုနဲ့ရှင်တို့ဘာသာတရားကိုကျမမလိုက်စားမလိလာတာနဲ့ပဲကျမကိုအိမ်ပေါ်ကဆင်းဆိုတာကျမလွယ်လွယ်ဆင်းမပေးနိုင်ဘူးတဲ့တထေး၈ယောက်ကိုခေါ်ပြီးတော့အားလုံးရဲ့အဆုံးဖြတ်ကိုကျမယူပြီးမှဆင်းမယ်တဲ့ကဲပြိဿအလျှော့ပေးရလားရှင်းလုံးလို့ဟောရလားမဟုတ်ဘူးအဟိရိဥဒ္ဒပအရှက်တရားအကြောက်တရားကိုတန်ဖိုးထားတဲ့ဗုဒ္ဓဘာသာဝင်အမျိုးသမီးတယောက်ကဘာသာကြားကဒီကနေ့ယူပြီးဒီကနေ့မင်းအိမ်မောဆင်းတော့ဆိုတာနဲ့ပြိဿကြီးသိက္ခာကြမသွားဘူးလားဒီတော့သုလာသုဘတာကမဆင်းဘူးဟုတ်လားမဆင်းဘူးဆိုတဲ့နေရာမှာမာရီကြောရည်နဲ့ကို challenge ခေါ်ပြီးတော့တတိရှိယောက်ကိုခေါ်ပြီးတော့ဆုံးဖြတ်ချက်ချပါနဲ့ဒီတတိရှိယောက်ကဆုံးဖြတ်ပြီးကျမဆင်းမယ်ဆိုပြီးတော့ challenge ခေါ်လိုက်တာဟာဒါကြတဲ့တတိရှိယောက်ခေါ်လဲပြီးရောကဲဟိုတတိယလည်းပဲသူ့အပေါင်းအသင်းနေဆိုတော့အမလီသူ့ဘက်ကပါမယ်လို့ထင်တာနောက်သိချမေးလိုက်တော့တတိရှိယောက်အကုန်လုံးကဟာတကယ်ချင်းမင်းသုလာသုဘတာလေးကိုတောင်းတော့ငါတို့ဘာသာတွေကိုဝင်ရမယ်ဆိုတဲ့စာချုပ်လည်းမရှိဘူးဂတိလည်းမရှိတဲ့အတွက်မင်းဘာသာတရားနဲ့တော့အကျက်မကင်နဲ့ကွာတဲ့မင်းရှုံးနေပြီမင်းမှားနေပြီတဲ့ပြီးတော့ပြန်မလွတ်ပါနဲ့ဆိုတော့ပြိဿဘယ်သူရှုံးသွားလဲတတိရှုံးသွားတယ်
ဟုတ်လားအဲ့ဒါပြိဿဗုဒ္ဓဘာသာဝင်မှန်လို့ရှိရင်ဘာသာညာနဲ့တွေ့လာရင်အဲ့ဒီစိတ်ဓာတ်ဟာစက်တည်မရှိဘူးလား